စုဆက်ခွင့်ပြုပါအမေသာသမီတိုင်းမှာမိဘမရှိဘူးလားမြတ်စွာဘုရားကိုမကိုးကွယ်ပဲဘုရားနဲ့ကင်းပြီးတော့နေမယ်ဆိုရင်လောကမှာနေလို့ရတယ်ဘုရားမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေလောကမှာမရှိနိုင်ဘူးလားမြန်မာနိုင်ငံထဲမှာဘုရားမကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေတူးနေသေးပါဒါကြောင့်တို့မြတ်စွာဘုရားကိုမကိုးကွယ်ပဲဘုရားနဲ့ကင်းပြီးတော့နေမယ်ဆိုရင်လည်းလောကမှာနေလို့ရတယ်တရားမနာပဲတရားနဲ့ကင်းပြီးတော့နေမယ်ဆိုရင်နေလို့မရဘူးလားတရားမနာတဲ့ပုဂ္ဂိုလ်တွေအများကြီးပါကွယ်ဒါကြောင့်ဒီတရားတော်တွေနဲ့ကင်းပြီးနေမယ်ဆိုရင်လည်းနေလို့ရပါတယ်ဘုံဘုံတို့ဒီတန်ဃာတော်ရှင်သူမြတ်တွေကိုမစည်းကပ်ပဲမကိုးကွယ်ပဲတန်ဃာနဲ့ကင်းပြီးတော့နေမယ်ဆိုရင်ကောမဖြစ်ဘူးလားနေလို့ရတယ်တန်ခါမယုံကြည်တဲ့ပုဂ္ဂိုလ်တွေမစည်းကပ်တဲ့ပုဂ္ဂိုလ်တွေဘုရားကြောင်းကမသွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိပါတယ်ဒါကြောင့်တန်ခါကိုလည်းမစည်းကပ်မကိုးကွယ်ရင်ကင်းလို့နေလို့ရနိုင်တယ်ဒါပေမဲ့တို့သားတွေသမီးတွေကင်းလို့မရတာကတော့မိဘပဲဟဲ့ဘာလို့လဲမိဘဆိုတာသားသမီးတိုင်းကင်းလို့ရပါမလားမရနိုင်တဲ့မိဘနှစ်ပါးရဲ့ဂုဏ်ကျေးဇူးကိုယနေ့ညပေါ်ကျူးမှာဖြစ်ပါတယ်။ဒါကြောင့်မျိုးဆက်တဲ့စေနာရှင်လူငယ်လေးတွေကိုဇောင်းပေးပြီးတော့အလိမ္မာအသိတွေကောင်းအောင်ပေါ့ဒီတရားလေးမိတ်ဆက်တာဖြစ်လို့လူတိုင်းမှာမိဘတွေရှိတယ်လို့တချို့လည်းဘဝတသွန်ကွယ်လွန်သွားကြပြီကွယ်တချို့လည်းသိရှိသင်ရှားလူလောကမှာရှိနေကြတာပေါ့ကဲဒါဆိုရင်ဘဝတသွန်ကွယ်လွန်သွားတဲ့မိဘတွေကိုဘာနဲ့ကျေးဇူးဆက်မလဲကဲအောင်လံပရိသတ်အားလုံးဖြည့်ပြီးတော့ကွယ်လွန်သွားပြီးတဲ့မိဘတွေကိုဘာနဲ့ကျေးဇူးဆက်မလဲကုသိုလ်ပြုရမယ်မိမိကိုယ်တိုင်ရရှိတဲ့ကုသိုလ်တွေနဲ့အမြတ်အတန်းပေးဝေရပါလိမ့်မယ်။ကွယ်လွန်သွားပြီးတဲ့မိဘတွေကိုမဆတန်တပြီးကုသိုလ်ပြုရမယ်ဟဲ့။ဘာပြုရမလဲ။အဲ့ဒီရတဲ့ကုသိုလ်နဲ့အမြတ်အတန်းပေးဝေရမယ်။ဒါဆိုရင်တပုံတဘွားကမိဘတွေသာရုခေါ်ခွင့်မရသွားဘူးလား။ကုသိုလ်နဲ့အမြဝေကျေးဇူးဆက်ရပါလိမ့်မယ်မှတ်ထားပါသိရှိတွင်ရှားလူလောကမှာကျန်နေသေးတဲ့မိဘတွေကိုတော့ကုသိုလ်တွေပြုကရရှိတဲ့ကုသိုလ်တွေနဲ့ကျေးဇူးပြန်ဆက်ရပါလိမ့်မယ်အခုတရားနာတယ်ဆိုတာလေကုသိုလ်မဖြစ်ဘူးလားတရားဟောတရားနာရရှိတဲ့ကုသိုလ်တွေနဲ့ကျေးဇူးဆက်တဲ့ညဆိုတော့စေနာရှင်လူငယ်များ၏ယနေ့တရားပွဲကြီးကျင်းပတရားနဲ့အလှပေးတာဟာတို့မိခင်ဖခင်တွေကိုတရားနဲ့ကျေးဇူးဆက်ရမရောက်သွားဘူးလားဒါကြောင့်တရားနဲ့မိဘကျေးဇူးဆက်သောညာဆိုရင်ပိုမမှန်ဘူးလားဟဲ့မှန်ကန်ပါတယ်ကွယ်ဒါကြောင့်လူသားတိုင်းမှာမိဘတွေရှိနေတာဖြစ်သည့်အတွက်ကွယ်လွန်သွားတဲ့မိဘတွေလည်းရှိနေပြီဖြစ်တဲ့အတွက်ကဲတရားနာရင်လည်းစိတ်ထဲကမှန်းဆတန်းတပြီးတော့ကွယ်လွန်သွားတဲ့မိဘတွေကိုဖိမှန်တကပြုလိုက်ပါဘုံဘုံလည်းပလင်ဘော်ကနေပြီးတော့ဘုံဘုံရဲ့ကွယ်လွန်သွားတဲ့မိခင်ဖခင်ကျေးဇူးရှင်တွေကိုဖိမှန်တကပြုတော့မှဖြစ်ပါတယ်ရှင်တောင်တန်းသာသနာပြုဆရာတော်တပါးရဲ့လို့ဟောဒီအောင်လံမြို့ကပရိသတ်တွေသိဝင်ရရှိခဲ့ပြီမဲ့သိဝင်မရသွားရှာတဲ့ကျေးဇူးရှင်ဖေဖေနဲ့မေမေဩငါတို့ရဲ့ရင်အမွေဖွာလိုက်တဲ့သာယရဏနေဇက်နဲ့တောင်းတဒေသမှာဗုဒ္ဓအမှန်တရားတွေထွန်းကားအောင်ဟောညွှန်ပြသသာသနာပြုပြီးတယ်
သာသနာပြုဆရာတော်တပါးပါပဲရဲ့လို့ယနေ့ညအောင်လံပရိသတ်တွေသိခွင့်ရပေမဲ့သိခွင့်မရသွားရှာတဲ့ကျေးဇူးရှင်ဖြစ်တဲ့မိမိရှင်တောင်တန်းဒီသာသနာပြုဆရာတော်ဘုရားကိုနှစ်သားအရွယ်မှာရှင်ပြုပေးပြီးတဲ့နောက်ပိုင်းဆုံးပါသွားတဲ့ဝိဖိဖိဒီဆရာတော်ဘုရားသက်တော်29နှစ်အရွယ်မှာရှင်တောင်တန်းကြီးမှာသာသနာပြုနိုင်အောင်မွေးဖွားပေးလိုက်တဲ့မွေးမေမေအရှင်မြတ်ရဲ့သက်တော်29နှစ်အရွယ်မှာဘဝတတော်ကွယ်လွန်သွားရှာပြီဖြစ်တဲ့မွေးမေမေရဲ့ဖြစ်လျာဘုဘဝပုံဌာနအသေးသေးတို့ကဤနေရာဌာနသို့ကြွရောက်ခါဖြင့်တရားတော်နာယူရန်ပလင်မွေကနဦးစီကယေစုကမှန်မြော်၍တရားတော်နာဖိတ်ခေါ်လိုက်ပါပြီ။နေဇနဲ့တောင်းတဲ့ဒေသတွေမှာခဲအတေချမ်းချမ်းအစဉ်ခဲဆိုတဲ့သာသနာ့ကံတွေပေါ်မှာရှောက်လန်းကသာသနာပြုနေတဲ့ဆရာတော်တစ်ပါးပါပဲနေဇနဲ့တောင်းတဲ့ဒေသမှာပရိယတိစာသင်လိုက်ကြီးလည်းဖွင့်လက်ထားတယ်မိဘမေပရိဒကေယရီလည်းဖွင့်လက်၍ပရိဒအကျိုးကိုဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးပါလားလို့အောင်လံပရိသတ်သိခွင့်ရရှိပေမဲ့ဤကဲ့သို့သိခွင့်မရသွားရှာတဲ့ယေရှုရှင်ဖေဖေနဲ့မိမိငါတို့ရဲ့သံမြတ်တပါးဟာအမှန်တရားတွေပြန်ပွားအောင်ဓမ္မပလင်တော်ကိုမှဓမ္မကတိကဆရာတော်တစ်ပါးပါပဲရေလို့ဤပရိသတ်ဤမြို့သူမြို့သားတွေသိရှိခွင့်ရခဲ့ပြီမဲ့သိခွင့်မရသွားရှာတဲ့ယေရှုရှင်ဖေဖေနဲ့မိမိအောင်လမြို့စေရနာရှင်သူငယ်များရဲ့ထေရဝါဒတရားဝဲကြီးမှာဖြင့်ဤအရှင်မြတ်ရဲ့တရားတွေကိုအတူတကွနာယူအမြတ်ပေးဝေသည့်ခန္ဓာ၌သာရုခေါ်ခွင့်ရအောင်ပလင်ပွေကနဦးစီကယေစုကမှန်မြော်၍တရားတော်နာဖိတ်ခေါ်လိုက်ပါပြီမာတာပိတရောဗုဒ္ဓသာတိတိဓမ္မစေတနာဇာတာကဌာနအာဂန္တဝနာတုဏ္ဏတုဣကြမတ္တပံမာတာပိတရောမိဘကျေစုမြေမှုယေစုကမြောက်အိတ်တော်လေတလူတိုင်းတလေနေညာမမေဘဝင်ခွေလျက်နေ၍မယမရဏသိမေမှန်ရင်အာနာခေါ်သည်ဒါကြောင့်လူရွာပြစ်တာဆွတ်ခွာသွားတဲ့သာလမြတ်ကိုခမီတော်မေတော်တို့သည်ဣဇာမန္တပံအောင်လမြို့စေရနာရှင်လူငယ်များရဲ့ဒုတိယအကြိမ်မြောက်ထေရဝါဒအဒုတိယပွဲတော်ကြီးစင်ရင်ချင်းပါနေတဲ့ဤတရားသဖြင့်မန္တတော်ရှိရာဌာနသို့ဇာတာဌာနကမ္မသကတာဓမ္မတာကြောင့်ဖြစ်လေရာရာသံသရာဘဝပုံဌာနစီကားဗုဒ္ဓသာသံဝါသင်္ကဝတ်စင်မြတ်၍တင်လွမ်းချက်ယုံပလင်ဘဝဲယံဟုံကွန်မြူတင်တူရှက်သံသာယဟံဤဒေတိတံရှင်မင်းကိုးစားသဘောထားကဟောကြားတော်မူအပ်သောဣမံဓမ္မဒေသနာကျေးဇူးစခွင့်ပြုဝအမိပြုလိုက်တဲ့ဤတရားဒေသနာတော်ကိုတုဏ္ဏတုသာတော်ထံမောက်ကောင်းယူရောက်အောင်ဝမ်းမြောက်ဝမ်းသာအပြည့်လာ၍တရားတော်နာသိကြပါစေကုန်သတည်းဆွေတော်မျိုးတော်တို့၏အနန္တဂိုင်းဝင်ကျေးဇူးရှင်ဖြစ်ကြတဲ့ဘဝတော်ကွယ်လွန်သွားတဲ့မိခင်ဖခင်တွေကိုအားလုံးဖိမှန်တကပြုပြီးပါပြီဒါကြောင့်လောကကြီးမှာဆုံးရှုံးသွားပြီးရင်အ
အစားထိုးလို့ပြန်မရတော့တဲ့အရာနှစ်ခုတော့ရှိနေတယ်ကွယ်အဲ့ဒါဘာနဲ့ဘာဖြစ်နိုင်မလဲပြိတ္တိအလုံးဖြစ်ဆုံးရှုံးသွားပြီးရင်ပြန်၍အစားထိုးလို့မရနိုင်တော့တဲ့အရာနှစ်ခုတော့ဤလောကမှာရှိနေတယ်ဘာနဲ့ဘာဖြစ်မလဲကဲအလုံးစုံမိဘနှစ်ပါးရဲ့အချိန်ရဲ့မိဘနှစ်ပါးရဲ့အချိန်ရဲ့မိဘဆိုတာဟာဘဝတသွန်ခွဲလွန်သွားပြီးရင်အစားပြန်ရပါတော့မလားအစားထိုးလို့ရပါမလားအသက်40ဖြစ်တဲ့ပုဂ္ဂိုလ်က10နှစ်လောက်ပြန်ငယ်လို့ရပါမလားကုံဆုံးသွားတဲ့နှစ်ပရိစ္ဆေဒကာလတွေကိုလည်းပြန်တန်တလို့မရနိုင်လို့ကွယ်လွန်သွားတဲ့မိဘတွေကိုလည်းပြန်တန်တမှန်စနေတော့လေပြန်မလာနိုင်တော့ပြီဒါကြောင့်လောကကြီးမှာဆုံးရှုံးသွားပြီးရင်အစားပြန်ထိုးလို့မရနိုင်တော့တဲ့အရာနှစ်ခုကတော့မိဘရဲ့အချိန်ရဲ့ဘာနဲ့ပါလဲဒါတွေကိုသာသမီတွေမသိသင့်ဘူးလားဟောဒီလောကကြီးမှာအလကားတော့ရတယ်အဲ့ဒီအလကားရတဲ့အရာဟာတန်ဖိုးလေအဖို့အနကထိုက်တန်တဲ့နှစ်ခုတည်းရှိတယ်ဟိဘာနဲ့ပါဖြစ်နိုင်မလဲအလုံးရှိဟောဒီလောကမှာတစ်အလကားတော့ရတယ်နှစ်အဖို့နဂထိုက်တန်တဲ့အလကားရပြီးတော့အဖို့နဂထိုက်တန်တဲ့အရာကလည်းနှစ်ခုရှိနေတယ်ဘာနဲ့ပါဖြစ်မလဲအလုံးရှိကြည့်ပါဟိဘာနဲ့ပါဖြစ်မလဲအလကားရတယ်နော်အလကားလည်းရတယ်ဒါပေမဲ့အဲ့ဒီအလကားရတဲ့အရာဟာဖြင့်အဖို့အနကထိုက်တန်တယ်ဘာနဲ့ပါကဲဆိုမိဘမေတ္တာရဲ့လေးရဲ့မိဘမေတ္တာရဲ့လေးရဲ့မမိပြီလားသာသမီအပေါ်မှာထားတဲ့မိဘမေတ္တာဆိုတာဟာဝေရသလားဟိအလကားမရဘူးမိဘမေတ္တာတွေဟာတသွင်းသွင်းစီးဆင်းနေတဲ့မခံနိုင်တဲ့မေတ္တာရည်တွေသာသမီအပေါ်မှာအဲ့ဒီမေတ္တာဆန်းရည်မိဘမေတ္တာတွေကိုဘယ်သူမှမဝေရပါဘူးကွယ်အလကားရတဲ့မိဘမေတ္တာဟာဖြင့်သာသမီတွေရဲ့အပေါ်မှာတန်ဖိုးမရှိဘူးလားဆက်လို့ကြည်နိုင်ပါမလားတို့လူသားတွေအခုထိုင်နေအသက်ရှင်ဖို့အတွက်ဒီလေးကိုရှူရှိုက်နေရတယ်လေလေးရှူရက်သွားရင်မသိနိုင်ဘူးလားဒါကြောင့်အဲ့ဒီရှူရှိုက်နေတဲ့လေကောဝေရသလားကွယ်အလကားရတဲ့လေမရှူရှိုက်ရင်တော့အသက်ဆုံးပါတဲ့အထိဖြစ်နိုင်တယ်ဒါကြောင့်အလကားရတဲ့လေဟာလေတန်ဖိုးမကြီးမာဘူးလားလောကကြီးမှာအလကားတော်ရတဲ့တန်ဖိုးအနက်ကကြီးမားတဲ့အရာနှစ်ခုကတော့မိဘမေတ္တာရဲ့လေရဲ့ပြောပါနဲ့ပါလေဒါကြောင့်ယနေ့ညဘုံဘုံကရွေးချယ်ပြီးတော့စေရနာရှင်ညီလေးတွေညီမလေးတွေအားလုံးကိုယ်ကိုမွေးဖွားတဲ့အနိကဆုံးမိဘရဲ့မေတ္တာကိုတန်ဖိုးထားတတ်အောင်ဟိဓမ္မလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်တို့မြတ်စွာဘုရားကမိန့်ဘူးတယ်သင်တို့ရဲ့အိမ်မှာအဖြစ်ဘုရားနှစ်စုရှိတယ်အဲ့ဒီဘုရားနှစ်စုကိုပူဇော်ပြီးမှငါဘုရားကိုလာပူဇော်တဲ့အိမ်မှာရှိတဲ့ဘုရားနှစ်စုကိုမှမပူဇော်သေးပဲနဲ့ကျေးဇူးမဆက်သေးပဲနဲ့ငါဘုရားကိုလာမပူဇော်ပါနဲ့ဒါကြောင့်အိမ်တိုင်းမှာရှိတဲ့ဘုရားနှစ်စုဆိုတာအခြားလားအဖေနဲ့အမေလားတန်ဖိုးမကြီးမာဘူးလားကျေးဇူးဆက်ရင်ကိုကြည်နိုင်ပါမလားဒါကြောင့်ဟိုနတ်ပြည်မှာပိုင်ဆံဆိုးတဲ့နတ်သားတစ်ယောက်ပါလူပြည်ကိုဆင်းလာ၍တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်မင်းမြတ်ကိုဖြင့်မြင်းနှကောင်လာပြတယ်ဘာနှကောင်လဲ
အဲ့ဒီလမ်းပြတဲ့မြင်နှကောင်အပြင်အယောင်လဲတူတယ်အရွယ်လဲတူတယ်ခွဲမရအောင်လဲဖြစ်နေတယ်အရှင်မေတ္တရားကြီးတရားကျွန်တော်မျိုးလမ်းပြတဲ့မြင်နှကောင်ထဲမှာဘယ်မြင်ဟာအမေဖြစ်နိုင်သလဲအယောင်လဲမတူနေဘူးလားအရွယ်လဲမတူနေဘူးလားခွဲလို့ကိုရရဲ့လားဟဲ့အဲ့ဒီမြင်နှကောင်ထဲမှာဘယ်မြင်ဟာအမေလဲမိခင်ဘယ်မြင်ဖြစ်နိုင်သလဲလို့မေးခွန်းတွေမေးလာတဲ့အခါဘုရင်ကြီးစဉ်းစားရကြက်သွားတယ်ပုံနှပြူပုံနှညိုတွေကိုခေါ်၍ဘယ်မြင်ဟာမိခင်အမေဖြစ်နိုင်သလဲခွဲကြပါဦးကွယ်လွယ်ပါတယ်မင်းတရားကြီးတရားအဲ့ဒီမြင်နှကောင်ကိုအစာကျွေးကြည့်ပါဖရာဘာကျွေးမလဲမြင့်တကောင်ကိုမိမိတို့ဝေပုံကြခွဲပြီးတော့အစာတွေကိုကျွေးလိုက်တဲ့အခါမှာအမေဖြစ်တဲ့မြင့်မဟာလေသာသမီလေးတွေကိုစားစေခြင်းနဲ့အမေမစားရဘူးသာသမီလေးတွေဘဝလာရင်အမေပျော်တယ်ဒါကြောင့်မိမိဝေပုံကြရတဲ့အစာကိုဖြင့်နှုတ်သီးလေးနဲ့ထိုးကနဲ့သာသမီရှိရဘက်ကိုပို့ပြီးနေပါလိမ့်မယ်ဖရာအဲ့ဒါအမေပါပဲဖရာအမေစားရသလားသာသမီတို့ဘဝလှရင်အမေပြောပါပြီကွယ်ဒါကြောင့်အမေအတွက်ဝေစုတွေကိုလည်းသာသမီတို့ကစားပါစေလို့သာသမီအပေါ်မှာမေတ္တာတွေကြီးစွာနှုတ်သီးလေးနဲ့တစတိုးကပို့ပေးနေတာအမေဖြစ်ပါလိမ့်မယ်မှန်ကန်စွာရွေးချယ်လိုက်တော့မိခင်ဆိုတာမပေါ်သွားဘူးလားဟဲ့အမေရဲ့မေတ္တာအမေရဲ့စေတနာတန်ဖိုးဖြတ်နိုင်ပါမလားအိမ်ယူအိမ်ကြားကိုသွားနေတဲ့ခွေးအိုးမကြီးတကောင်ဘာတကောင်လဲဟိုးဝေးဝေးမှပြင်သားကလေးတွေကိုပေါက်ထားတဲ့သားကလေးတွေကြားထားတဲ့အဲ့ဒီမိမိမွေးထားတဲ့သားကလေးတွေတဝမ်းတစ်ခါစားနိုင်ဖို့အတွက်အမေခွေးအိုးမကြီးဟာအိမ်ယူအိမ်ကြားကိုပြင်ပြေးကသွားကနဲ့အစာတွေကိုရှာခဲ့တယ်တနေ့လုံးလေးမရမချင်းခွေးအိုမကြီးအိမ်ပေါင်းစီသွားလို့အစာရေစာရှာအိမ်တအိမ်ကထမိန်ရေဘူးတွေလောင်းချလိုက်တော့အမေခွေးအိုမကြီးရဲ့ကြောပေါ်မကျသွားဘူးလားထမိန်ရေဘူးတွေလောင်းလို့အမေရဲ့ကြောမှာအနာကွယ်ကြီးကလည်းကြီးလိုက်တာကွယ်ဒါပေမဲ့လည်းအမေခွေးအိုမကြီးဟာသားတို့သမီးတို့ရေသားအတွက်သမီးအတွက်အမေရှာနေရတာနဲ့အမေရဲ့ခန္ဓာကိုယ်မှာလောင်နေတဲ့ထမင်းရေဘူးလောင်ွက်ကြီးအပြင်အမေမပူပါဘူးသားရဲ့အမေမပူပါဘူးသမီးရဲ့သားအတွက်သမီးအတွက်သားသမီးတို့ဘဝလာဖို့အတွက်အစာစားရဖို့အတွက်အမေကတော့ရှာတော့မယ်အမေပူမှန်းသိရလားကွယ်မပူပါဘူးကွယ်အမေလေသားတို့သမီးတို့ဘဝအတွက်အမေအိမ်ပေါက်စီရှာခဲ့တယ်အစာရေစာရလာတော့လေမွေးထားတဲ့သာသမီလေးနာကိုပြင်ခွေးအိုမကြီးအမြန်ပြေးလို့အံပြီးတော့ကျွေးတဲ့အမေဘလို့ကျွေးလဲငုံလာတဲ့အစာအသောက်တွေကိုအံထုတ်ပြီးတော့မကျွေးဘူးလားဘုရုမေတ္တာလဲဘုရုအပေါ်မှာထားတာလဲသာသမီအပေါ်မှာထားတယ်ဩတရိစ္ဆာန်ခွေးအိုမကြီးတကောင်ရဲ့မိဘမေတ္တာတော်မှဒီလောက်ကြီးနေတယ်ဆိုရင်ဒီမိခင်တွေဟာအခြားလားလူသားမိခင်လားဟဲ့လူသားမိခင်ရဲ့မေတ္တာပို့ပြီးတော့မကြီးမားဘူးလားပို့ပြီးတော့ကြီးမားတဲ့ခွဲကစ္စပပနာအတ္တနောဥတုသမယေမဟာသမုဒ္ဒတော်လိက္ခမိတ်တဝါသမုဒ္ဒတိရေဝါလိကန္တရေအန္ဒာနိတပိတဝါဝါလိကာယပရိစ္ဆာจิตဝါမဟာသမုဒ္ဒမေဝဩတရန္တိတာနိမတုအနုတရဏဝတိနာနပုတိနိဟွန်တိဖယားဟောတဲ့နှုတ်ကပတ်ပါဠိလေးတစ်ခုပါကွယ်ဥပမာလေးတစ်ခုထင်ရှားအောင်ပြမယ်ကစ္စပပနာလိမ္မာကြီးတကောင်သည်ဘာတကောင်လဲကစ္စပပနာလိမ္မာကြီးတကောင်ဟာအပြင်အတ္တနောဥတုသမယေဥတုကမ္မဇလေးလောက်လာတဲ့အခါအမေလိမ္မာကြီးရဲ့ဝမ်းထဲမှာလိပ်ဥကလေးတွေပြေးလာတယ်ဟိအမေမွေးတော့မယ်အမေရဲ့ဝမ်းထဲမှာလိပ်ဥကလေးတွေပြေးလို့အမေမွေးတော့မယ်အခါမှာ
ကိစ္စပပနာအမေလိတ်မာကြီးတကောင်သည်အတနောဥဒုသမယေဥဒုကမဇာလေးတွေလှုပ်လာတဲ့အခါအမေမွေတော့မဲလေမဟာသမုဒ္ဒတော်လိမ္မာကြီးကျက်စားနေတဲ့ဟိုးဝေးလံလာတဲ့ပင်လေသမုဒ္ဒရာရေမိုင်လက်ကြရှိရာအယစီမနေကမိတ်တဝါအမေထွက်ခဲ့ပြီသားတို့သမီးတို့ရဲ့လိတ်ဆိုတာဥတဲ့အခါမှာရေထဲမှာဥတာလားကုန်းပေါ်မှာဥတာလားလိတ်ဥတယ်ဆိုတာရေထဲမှာဥတာမဟုတ်ပါလိတ်ဥတာကုန်းပေါ်မှာဥတာဖြစ်ပါတယ်ဒါကြောင့်မဟာသမုဒ္ဒတော်အမေပြောပါရမိုင်းရေလက်ကြရှိရာအယစီမနေကမိတ်တဝါထွက်ခွာခဲ့ပါပြီသားတို့သမီးတို့ရဲ့သမုဒ္ဒတီရေဟိုးဝေးလံလာတဲ့ပင်လေသမုဒ္ဒရာကံတစ်ဖက်ရှိရာအယစီကိုဖြင့်အမေထွက်ခဲ့ပြီသဲတောင်ရင်ကြီးရှိတဲ့မြေကမ်းပေါ်ကိုအမေရောက်တဲ့အခါမှာဝါလီကန္တရေသဲတွေကိုဖြင့်အမေရဲ့လက်အမေရဲ့ခြေနဲ့ရက်ကလိတ်ဦးချင်းကြီးတစ်ခုကိုတူခဲ့ပါတဲ့ပါချင်းတူအမေလိမ္မာကြီးလေမိုင်ပေါင်းများစွာဝေးကွာတဲ့ရေမိုင်လက်ကျန်းအရက်ကကူးခတ်လာလို့အမေမပင်ပန်းလာဘူးလားသဲတောင်ပြင်ရောက်တဲ့အခါမှာပင်ပန်းတာကိုအမေဗရာဏမထာဟောဒီသာသမီလေးတွေချမ်းချမ်းသာသာမွေးပွားနိုင်ဖို့အတွက်အမေလက်အမေချီနဲ့သဲချင်းကြီးကိုရက်လို့ခွဲအမေလေးကူးခတ်လာလို့မောလာတယ်ကွယ်ဟောဒီလိတ်ဥချင်းကြီးကိုကိုယ်တိုင်တူးလို့အမေပင်ပန်းတာကိုဗရာဏမထာလိတ်ဥကလေးတွေဥချတယ်ဟိမဥချဘူးလားလိတ်ဥကလေးတွေဝါလီကန္တရေသဲချင်းကြီးကိုဖြင့်အမေဟာပင်ပန်းပန်းတာကိုဗရာဏမထာရက်ခချင်းကြီးပြုလို့ဟိအန္တနီလိတ်ဥကလေးတွေကိုဖြင့်တပိတဝါဥချ၍အမေလိတ်ဥလေးတွေမဥချဘူးလားဝါလိကာယသေးတွေဖြင့်ပရိစ္ဆာတိတဝါပြန်ဖုံး၍ဥချပြီးတဲ့အခါမှာအမေဒီတိုင်းပြန်မသွားဘူးဥကလေးတွေပေါ်နေရင်သာယတရိစ္ဆာငကလေးတွေကောက်ပေါ်စားသွားလိမ့်မယ်သာသမီအတွက်ဟိအမေရဲ့ခြေအမေရဲ့လက်နဲ့ရက်လို့ဘေးမှာပုံနေတဲ့သဲပုံကြီးကိုအမေပြန်ယူပြီးတော့မဖုံးဘူးလားကွယ်ဘေးကမြေကြီးလေးကိုသွားဆန်းကြည့်တယ်ပဂတိမြေကြီးအသားနဲ့ဟောဒီမြေကြီးတူလောက်ပြီလားမတူသေးရင်တော့အမေရဲ့ရင်ပါချောကြောကြီးနဲ့ကြိတ်တယ်ဖိတယ်ကြိတ်တယ်အမေပင်ပန်းတယ်ရေထဲမှာကူလာလို့ပင်ပန်းတဲ့အမေလိမ္မာကြီးကျင်းတွေကိုရက်ခဲ့လို့ပင်ပန်းလာတဲ့အမေဟောဒီခန္ဓာကိုယ်ကြီးကိုအရင်ပြီးပရိသန်နေခါနေတဲ့လိတ်ဥကလေးတွေကိုပင်ပန်းဥချလို့ပင်ပန်းနေတဲ့အမေပင်ပန်းတာကိုဗရာဏမထားပဲနဲ့သာသမီလေးတွေဘေးရန်အန္တရာယ်ကင်းဖို့သဲဘုံကြီးကိုပြန်ယူကဖုံးပြီးတော့ပြီးကချိတ်ကနဲ့တန်ရောစဉ်ချီခဲ့တဲ့အမေအခြားလားအမေလားပဂတိမြေကြီးသားနဲ့သူကြိတ်နေတဲ့မြေကြီးသားတူလောက်ပြီဆိုတော့မှသားတို့သမီးတို့ရေအမေပြောပါရရေမိုင်လက်ချရှိရာရက်ကိုဖြင့်ပြန်တော့မဲ့သားတို့သမီးတို့ရဲ့အန္တရာယ်ဥတွေကိုတပိတဝါဥချ၍ဝါလိကာယသေ၍ဖြင့်ပရိစ္ဆာจิตဝါပုံလွှမ်း၍မဟာသမုဒ္ဒမေဝအမေပြောပါရဟိုပင်လေသမုဒ္ဒရာအယစီကိုဖြင့်ဩတရဏီပြန်ကူးသွားခဲ့ပါပြီသာတို့သမီးတို့ရဲ့ဥထားတဲ့လိတ်ဥလေးတွေကသဲတောင်ပြင်ကုန်းပေါ်မှာအမေပြန်သွားတာကဟိုးပင်လေတွေကရေလက်ကြားအရက်ကိုပြန်သွားတော့သားနဲ့အမေတို့မဝေးနေဘူးလားသမီးနဲ့အမေတို့မဝေးနေဘူးလားဘယ်လိုပင်မိုင်ပေါင်းထောင်ချီကဝေးနေပြီမဲ့လေတာနီကြီးမားသောမေတ္တာတွေတသွင်းသွင်းစီးနေတဲ့အမေလိမ္မာကြီးဟာမာတုအနုတ္တရဏဝတေနာနေစဉ်နေတိုင်းအမေပို့လိုက်တဲ့မေတ္တာအစွမ်းတတ္တိတွေကြောင့်နပူတီနီလိတ်ဥကလေးတွေဟာတလုံးမှမပုတ်ပါပဲနဲ့ဟောဒီချမ်းသာသာမွေးဖွားလို့လာခဲ့ပါပေတည်း
မိုင်ပေါင်းများစွာကအမေပို့သားတဲ့မေတ္တာအစွမ်းတတ္တိကြောင့်ကုန်းပေါ်ကလိပ်ဥကလေးတွေမပေါက်ပွားသွားဘူးလားအခြားလားအမေမေတ္တာလားဟိအခြားလားအမေပို့တဲ့အမေစွမ်းအင်လားဟိအမေရဲ့စွမ်းအင်အမေရဲ့မေတ္တာတွေဟာကြီးမားလိုက်တာကိုမိုင်ပေါင်းများစွာဝေးကွာတဲ့အရကလိပ်မာကြီးအမေမာတုအနုတ္တရဏဝတေနနေစဉ်နေတိုင်းအမေပို့သားတဲ့မေတ္တာအစွမ်းတတ္တိတွေကြောင့်နကုတီနီတဲ့လိပ်ဥကလေးတွေတစ်လုံးမှမပုတ်ပါဘူးတဲ့ပုတ်သလားဟိဘုရုမေတ္တာလဲအမေမေတ္တာဘုရုမေတ္တာလဲလိမ္မာကြီးတကောင်ရဲ့မေတ္တာတော်မှစွမ်းအားရှိတယ်ဆိုရင်ဒီလူသားမိခင်တွေရဲ့မေတ္တာပို့ပြီးတော့အစွမ်းမထက်နိုင်ဘူးလားအဲ့ဒီမိဘမေတ္တာကိုဒီသားသမီးတွေမရထားဘူးလားတန်ဖိုးရှိရှိတန်ဖိုးသိသိကျေးဇူးပြန်ဆက်နိုင်တဲ့သာကောင်းသမီးမုံတွေဖြစ်အောင်ကြိုးစားပေးကြပါကွယ်မကောင်းဘူးလားဟိဒါကြောင့်အောင်လံမြို့ကဘုံဘုံရဲ့ညီလေးတွေညီမလေးတွေအတွက်ပါကွယ်အဖိုးဖွားတွေကတော့ဒီမေတ္တာဘွဲတွေကိုသိပြီးသားပါအဖေအမေတွေကတော့မေတ္တာဘွဲတွေကိုနားလည်သဘောပေါက်ပြီးသားပါဒီအဖေအမေမွေးတဲ့သားလေးတွေသမီးလေးတွေအတွက်ရွေးထုတ်ပြီးဟောခြင်းဖြစ်ပါတယ်သားတွေသမီးတွေမိဘမွေးရကြိုးနှက်တဲ့သားကောင်းသမီးမွန်ဖြစ်ဖို့မလိုအပ်ဘူးလားလူဘဝရတဲ့လူဖြစ်ကြိုးလေးနှက်ဖို့မလိုဘူးလားသာသနာနဲ့ကြုံရကြိုးလေးနှက်ဖို့မလိုဘူးလားတို့ကိုးကွယ်တဲ့ဒီဖျားပွင့်ကြိုးနှက်ဖို့ကောမလိုဘူးလားဟိအေးဒါဆိုရင်လိမ္မာမှဖြစ်မယ်ယဉ်ကျေးသိမ်မွေ့မှဖြစ်မယ်အထူးသဖြင့်အနီးကပ်ဆုံးမိဘမေတ္တာမိဘကျေးဇူးကိုတသိနားလည်ဖို့တော့လိုအပ်နေပါပြီကွယ်မလိုဘူးလားဒါကြောင့်ဘုန်းဘုန်းကမိဘရဲ့မေတ္တာမိဘရဲ့အစွမ်းတတ္တိအဟုန်တွေကတော့အမတန်ကြီးမားတယ်မိဘရဲ့မေတ္တာအစွမ်းတတ္တိအဟုန်တွေဟာဘလောက်ကြီးမားသလဲဆိုရင်တို့ကိုမွေးဖွားတဲ့အမေအခြားလားအမေလားအမေရဲ့နတ်ဘူးဟိုးခြေဘဝလေးအစုံကွယ်မြည်သည့်နေရာကိုမစိုးချွန်တက်သောအရာလေးနဲ့ပေါက်ကြည့်လိုက်ရင်အမေရဲ့ခန္ဓာကိုယ်ကဘာတွေထွက်လာမလဲသွေးတွေထွက်မယ်ဘာတွေထွက်မလဲအမေရဲ့နတ်ဘူးအမေရဲ့ခြေဘဝနုနုလေးအစုံချွန်တက်သောအရာတွေနဲ့ပေါက်ကြည့်လိုက်ပါကွယ်ဘာတွေထွက်လာမယ်သွေးတွေထွက်လာပါလိမ့်မယ်အဲ့ဒီသွေးကဘာရောက်အနီရောက်အမေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းပေါက်ခြင်းတဲ့နေရာကိုချွန်တက်တဲ့အရာနဲ့ပေါက်လိုက်ပါသွေးတွေထွက်လာမယ်ဆိုတဲ့အမေနီးမြန်သောအယောင်တွေဆင်းသက်လာမယ်ဆိုတဲ့အမေရဲ့ရင်ထဲလွယ်မွေးပေါ်သာသမီတွေကိုမေတ္တာတွေစွမ်းအားအပြည့်နဲ့ရင်ဝင်ပိုက်တွေနှုတ်ကြိုတွေတိုက်ကျွေးလိုက်ပြန်တော့ထွက်လာတာကအဖြူရောင်ဘာအယောင်ထွက်လာအမေရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းမှန်သမျှပေါက်ချင်တဲ့နေရာပေါက်ထွက်လာရင်သွေးအနီရောင်ဆိုဘာလို့အဖြူရောင်တွေထွက်တာလဲအောင်လံပြိဋ္ဌိအမေရဲ့ခန္ဓာကိုယ်စိတ်ပိုင်းပေါက်ချင်တဲ့နေရာပေါက်ထွက်လာရင်သွေးအနီရောင်ဆိုသာသမီလေးကိုရင်ဝဲပိုက်တွေးနှုတ်ကြိုတွေတိုက်တွေးတဲ့အခါထွက်လာတာကအဖြူရောင်ဘာအရောင်ထွက်လဲဘရုအစွမ်းလဲဘရုမေတ္တာလဲအမေရဲ့အစွမ်းအမေရဲ့မေတ္တာတတ္တိအဟုန်ကတော့နီညံ့တဲ့သွေးကိုတော်မှဖြူအောင်လုပ်နိုင်တယ်နေတဲ့သွေးကိုဖြူအောင်လုပ်နိုင်တာအခြားလားအမေလားဟိအဲ့ဒါလောက်မေတ္တာဓုတဲ့ကြီးမားတဲ့အမေကိုစော်ကားလို့ဖြစ်ပါမလားရန်တွေးလို့ဖြစ်ပါမလားအမေကိုပမာမခန့်ပြောလို့ဖြစ်ပါမလားလေးလေးစားစားမဆက်ဆံပဲရိုင်းရိုင်းပြပြနေလို့တော်ပါမလားဟိဒီယနေ့ကစမိဘရဲ့တန်ဖိုးကြီးပုံတွေကိုသာသမီတိုင်းမသိသင့်ဘူးလားကွယ်ဒါကြောင့်သားလေးတွေသမီးလေးတွေလိမ်မာဖို့ဟိတချင်းရေးတဲ့ဆရာတွေကလည်းတချင်းနဲ့တစ်မျိုးလင်္ကာနဲ့တဖုံဟိမပြခဲ့ဘူးလားလက်သက်တောင်တန်းယူဇနာပေါင်းတာပြန်လောင်တော့8400အမြင့်ဆောင်တာတောင်မြင့်မိုးရှိကုန်ကြည်ပြီးသည်
မွေးမိပါခင်ကျေးဇူးရှင်နဲ့ထိုးပြင်တခြားဘုန်းနေဘွားကိုဖယားတဆူကုတလုံးတွင်စိတ်ကားတင်လျက်ဥတင်လက်ထာအစာအဝတ်မလွတ်ရစေရေဟူရေလူရပေး၍ကျွေးမွေးလေမဂ္ဂဒေဝလင်္ကာမှာရှစ်ပညာရှိတွေကသာသမီတွေလိမ်မာဖို့ဒီလိုမေတ္တာဘွဲတွေကိုမပြခဲ့ဘူးလားယနေ့ခေတ်ပေါ်တချင်းရေးတဲ့စာရေးဆရာတွေကလည်းနားလေလွယ်သောတန်စင်လှလှလေးတွေရေးပွဲပြီးတော့တချင်းနဲ့တဖုံဟေးတချင်းတွေမိဘမေတ္တာဘွဲတွေမပေါ်လာဘူးလားတို့ညီလေးတွေညီမလေးတွေအင်မတန်ရတဲ့တချင်းလေးတစ်ပုဒ်ပေါ့ကံထဝင်မေမေတဲ့ဗာမေမေလဲနှလုံးသွေးကိုစုပုံပြုသွန်းထူမိသောသွေးကိုအစဉ်ဖြူစေစွမ်းတဲ့မွေကျေးဇူးရှင်ကံတဝေမေမေဂယုနာမေမေကောင်းကင်မေမေမြေမူမေမေကံတဝေမေမေတဲ့ဗာမေမေလဲဂယုနာမေမေတဲ့ဗာမေမေလဲကောင်းကင်မေမေမြေမူမေမေဆိုတော့အမေနဲ့နိုင်ရှင်စရာလောကကဘာကြီးမှာရှိသေးရဲ့လားဟိဘုရုမေတ္တာကကြီးမားလို့နှလုံးသွေးကိုစုပုံပြုသွန်းထုပြီးတော့ဒီသားသမီးလေးတွေကိုအမေမွေးခဲ့ရတယ်အမေရဲ့သွေးနဲ့ပေါင်းစုခဲ့တဲ့ပုံပြုသွန်းထုလို့မွေးလာတဲ့သားသမီးလေးတွေရဲ့ဒီဘဝကိုအမေကိုယ်တိုင်ပြုစုစောင့်ရှောက်ပြီးတော့ကြည်ပြင်းအောင်ဒိဋ္ဌိမွေးမြူခဲ့တဲ့အမေရဲ့ကျေးဇူးတရားတွေကိုဟောကျူးတော့အမေကိုမြင့်မို့တောင်ကြီးနဲ့နှိုင်းရှင်တော့လေအဲ့ဒီမြင့်မို့တောင်ကြီးကမိဘမေတ္တာကိုမမိနိုင်တော့တဲ့အတွက်နွားကြိုလောက်ပဲရှိတော့တယ်ဘယ်လောက်ရှိကျေပြန့်တဲ့စัจ java ဝလာကြီးနဲ့တိုင်းပြန်တော့လေတို့အမေရဲ့မေတ္တာကိုမမိနိုင်လို့ကျေတဲ့စัจ java ဝလာကြီးတောင်မှဘယ်လောက်ပဲရှိတော့လေစီးရွက်လောက်ပဲရှိတော့မသေးသွားဘူးလားအမေမေတ္တာကိုမိနိုင်ပါမလားမြေချောင်းအင်းအိုင်ထဲမှာရှိနေတဲ့ခတ်မကုံသုံးမကုံနဲ့ပင်လေသမုဒ္ဒရာရေတွေနဲ့နှိုင်းရှင်ရင်လေတို့အမေမေတ္တာကိုမမိနိုင်လို့ပင်လေသမုဒ္ဒရာရေတွေစီးနှင်းပေါက်လောက်ပဲရှိတော့တယ်ဆိုတော့ဘုရုမေတ္တာများတယ်လေလမ်းလျှောက်နေတဲ့ဒီမြေကြီးပေါ့လေးလံလာတဲ့နှစ်သိန်းလေးတောင်အတူရှိတဲ့မဟာပတဝီမြေကြီးလေးလာတဲ့အရာအမိဘမေတ္တာနဲ့နှိုင်းရှင်တော့လေလေးတဲ့မြေကြီးတောင်မှဝါကွမ်းလေးလောက်ပေါ့သွားတယ်ဆိုတော့အမေမေတ္တာကိုရှင်နိုင်ရဲ့လားဟဲ့ကဲအလုံးစုံမိဘမေတ္တာစံရည်ပြနဲ့ပမာနိုင်စုမခိုင်းလိုပါထိုစံတွေခါခံသောကြောင့်မိဘမေတ္တာစံရည်ပြနဲ့ပမာနိုင်စုမခိုင်းလိုပါထိုစံတွေခါခံသောကြောင့်ဒီချောင်းအင်းအိမ်မှာရှိနေတဲ့စမ်းရည်ပြလေးတွေဟာဘလို့ပင်တသွင်းသွင်းစီးမျောနေတော့လဲຫນွေရောက်တဲ့အခါမှာစမ်းကြောင်းလေးတွေမခန်းနိုင်ဘူးလားတသွင်းသွင်းစီးလို့ဘယ်သို့အခါမှမခန်းနိုင်တာကတော့မိဘမေတ္တာစမ်းရည်အမေမေတ္တာခံသေးလားဟိကဲဆိုမိဘမေတ္တာပန်းရွှေကြာနဲ့ပမာနိုင်ဆိုမခိုင်းလိုပါထိုပန်းရွှေကြာနွမ်းသောကြောင့်မိဘမေတ္တာပန်းရွှေကြာနဲ့ပမာနိုင်ဆိုမခိုင်းလိုပါထိုပန်းရွှေကြာနွမ်းသောကြောင့်ပန်းကလေးတွေဆိုတာလေနေအပူရန်အရှိန်ပြင်းရင်ဒီပန်းလေးတွေလည်းမနွမ်းနိုင်ဘူးလားကွယ်ပဲပန်းပဲဖြစ်ဖြစ်နှွေးချိန်တန်ပြင်းပြင်းဟပ်လိုက်တဲ့အခါမှာပန်းကလေးတွေနွမ်းသွားနိုင်တယ်သို့တော်လည်းတို့ရဲ့အမေမေတ္တာပန်းတွေကတော့သာသမီတွေအပေါ်မှာနွမ်းနေဆိုတာရှိသလားကွယ်အေးမိဘမေတ္တာတွေကိုတန်ဖိုးသိပါတော့ကွယ်အလုံးစုံမိဘမေတ္တာလစန္ဒာနဲ့ပမာနိုင်ဆိုမခိုင်းလိုပါထိုလတိမ်ဖုံးမသာတော်ကြောင့်မိဘမေတ္တာလစန္ဒာနဲ့ပ
ပမာနိုင်ဆိုမခိုင်းလိုပါတူလတိမ်ဖုံးမသာတော်ကြောင့်ကောင်းကင်မှာသာနေတဲ့လမင်းကြီးဆိုတာလေတိမ်ဖုံးတဲ့အခါမှာသာနိုင်သေးရဲ့လားဟိသာသမီအပေါ်မှာအမြဲတမ်းမေတ္တာလမင်းကြီးကတော့တိမ်မဖုံးတော့ပါဘူးကွယ်တို့အမေရဲ့မေတ္တာလမင်းကြီးတိမ်ဖုံးတဲ့ဆိုတာရှိသလားဟိမသာဘူးဆိုတာရှိသလားဟိသာသမီပေါ်မှာအမြဲတမ်းမေတ္တာလမင်းကြီးထိမ့်ထိမ့်သာနေပါတော်ကြောင့်မာတာပိတုဥပါဒနာဣတံမင်္ဂလမုဒ္ဓမံမာတာပိတုမိခင်ပါခင်ခြေစုရှင်တွေကိုဥပါဒနာပြုစုရမယ်စောင့်ရှောက်ရမယ်လုံကျွေးကြရမယ်ကွယ်ဣတံဤကဲ့သို့မိဘရဲ့ခြေစုကုန်တွေကိုတတ်သိနာလေစွာပြုစုရမယ်စောင့်ရှောက်ရမယ်လုံကျွေးရမယ်ဆိုတဲ့မိဘခြေစုဆက်တဲ့လုပ်ငန်းတွေဥဒ္ဓမံမြတ်သောမင်္ဂလမင်္ဂလာတရားကြီးပါပဲရဲ့လို့ဘဂဝါသုံးလောကတော်ထားတုံမြတ်စွာဘုရားသည်တေတေတိသာတို့သမီးတို့လိမ္မာကိုရေမေတ္တာသုတ်တော်တွင်မင်္ဂလာသုတ်တော်တွင်ကောင်းစွာမသွေဟောမိန်တော်မူခဲ့ပါပေသတည်းမိဘတွေကိုပြုစုရမယ်စောင့်ရှောက်ရမယ်လှုပ်ကြွေးရမယ်မိဘပြုစုစောင့်ရှောက်လှုပ်ကြွေးတဲ့အလုပ်ဟာမင်္ဂလာတရားပဲအခြားလားမင်္ဂလာတရားလားဒါကြောင့်မင်္ဂလာရှိအောင်မင်္ဂလာဆောင်ပြောဟိမိမိဘဝမင်္ဂလာရှိအောင်လေမင်္ဂလာမဆောင်သေးဘူးလားမိမိရဲ့အိမ်မှာမိမိရဲ့လုပ်ငန်းမှာမင်္ဂလာအပေါင်းခံညောင်းခြင်းနဲ့မင်္ဂလာတိုးဝါခြင်းနဲ့ဆိုရင်မင်္ဂလာဆောင်ရမယ်။ဘာဆောင်ရမလဲ။အဲ့ဒီမင်္ဂလာကတော့38ပြာမင်္ဂလာဟိ။ဘာမင်္ဂလာလဲ။အဲ့ဒီ38ပြာမင်္ဂလာတွေမှာယနေ့ညမာတာပိတုဥပါဒနာဣတံမင်္ဂလမုဒ္ဓမံသာသမီတွေဟာမိဘနှစ်ပါးရဲ့ဂုဏ်ကျေးဇူးတွေကိုတတ်သိနားလည်၍မိဘကျေးဇူးဆက်နိုင်ကြပါစေမကောင်းဘူးလားကွယ်အဲ့ဒီကျေးဇူးတွေကိုတတ်သိနားလည်ဖို့မြတ်စွာဘုရားကသာဝတ္ထိပြည်မှာသတင်းသုံးတော်မူတဲ့အချိန်ပဲပြည်လဲသာဝတ္ထိမြို့တော်ကြီးမှာမြတ်စွာဘုရားသတင်းသုံးတော်မူတဲ့အချိန်မြို့တော်ကြီးနဲ့မလန်းမကမ်းမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးတော်ရဆောက်တည်ပြီးတော့သာသနာပြုနေတယ်နေ့စဉ်နေ့တိုင်းသာဝတိမြို့တော်တွေကိုဆွမ်းခံကြွလို့လာခဲ့တယ်အိမ်တဲ့အိမ်ကအရှင်သာရိပုတ္တရာကြီးကိုကြီးညိုလေးစားလို့ွယ်ဆွမ်းခံအိမ်တဲ့ဆွမ်းခံပေါ့ပင်ဖိတ်ထားတယ်နေ့စဉ်နေ့တိုင်းဆွမ်းခံကြွတယ်သူဇနီးမောင်နှံကလည်းတူရီသောသားလေးကိုမွေးထားတယ်ဥတ္တရလူလင်ဘယ်သူလဲကွယ်ဥတ္တရလူလင်တူရီသောသားလေးကိုမွေးဖွာလို့မိဘနှစ်ပါးကလည်းအချစ်ပုံလိုက်တာအရှင်ဘုရားတူရီသောသားလေးမောင်ဥတ္တရကိုချင်းအရှင်ဘုရားရဲ့ဓမ္မကိုအနံ့လိုက်ပါပြီဘုရားသားလေးလိမ္မာအောင်ယဉ်ကျေးအောင်ဆိုဆုံးမ၍အကွတ်လှလှလေးကိုပေးပါဘုရားသားရိသမီးတွေလိမ္မာအောင်ဒီလိုတန်ဃာတော်အရှင်သူမြတ်တွေခံပါကိုမအနှံ့ရဘူးလားဘာသာရေးတွေနဲ့ဝေးနေလို့ဖြစ်ပါမလားဟိဒါကြောင့်သားရိသမီးတွေဒီလိုမင်္ဂလာတရားတွေနဲ့အကွတ်လှလှလေးတွေကွတ်နိုင်အောင်ဘောင်ခတ်နိုင်အောင်ယဟန်တန်ဃာတော်တွေထံအနှံ့ရမယ်ကွယ်ဘယ်သူထံဘာသာရေးကျောင်းတွေကိုအနှံ့ရမယ်ဟိဒါကြောင့်ရှိတုန်းကသူတော်ကောင်းပညာရှိမိဘတွေကလည်းသာလီမောင်ဥတ္တရာကိုချင်းရှင်သာရိပုတ္တရာဓမ္မကိုအနန္တုနေ့စဉ်ဆွမ်းကကြွားရင်းနဲ့ဘာသာရေးအမွေကောင်းလေးတွေပေးလိုက်တာလိမ္မာရင်ကြီးတဲ့သာလီတယောက်မဖြစ်သွားဘူးလားသာလီရဲ့တရင်လိမ္မာတဲ့တရင်ဟာဖြင့်သာဝတိမြို့တော်ကြီးမှာပြန်နှံလိုက်တာသာလီမောင်ဥတ္တရာလိမ္မာတဲ့ရင်ကြီးတဲ့တိမ်မွေ့တဲ့မိဘရဲ့ကျေးဇူးကိုလည်းတတ်သိနားလေတဲ့လို့အလိမ္မာသတင်းကြီးပြန်သွားလိုက်တာသာဝတိမြို့တော်နဲ့ဟိုးခတ်ဝေးဝေးမှာ
ရာဇကြိုမြို့တော်ကြီးရှိတယ်။ဘာမြို့တော်ရှိအဲ့ဒီရာဇကြိုမြို့တော်ကြီးမှာကလည်းဝတ္တကာရပုံနာကြီးအုပ်ချုပ်လို့နေတယ်။သမီးလေးတယောက်ပေါ့ကွယ်။ရွှေစင်နတ်မိမဲ့သမီးလေးချွန်လိုက်တာရာဇကြိုမြို့တော်ရဲ့အလှတိတ်ကောင်ဘယင်မတစ်ပါးကိုဖြင့်ဝတ္တကာရပုံနာကြီးကရွှေစင်ရုပ်ကလေးနဲ့ရွှေတပိတ်တာနဲ့လေသမီးလေးရဲ့ပုံလေးကိုသွန်းတူလို့ကွယ်ရွှေစင်တပိတ်တာရွှေစင်သမီးလေးရာဇကြိုမြို့တော်ကြီးရဲ့အလှဘယင်မလေးကိုဖြင့်အဖေကလည်းအသက်အရွယ်ကြီးတော့စိတ်ချရအောင်ဟိအောင်တွေတော်တို့ကြီးလာပါအောင်ကွယ်ဟိုသာဝတိကသာလီမောင်ဥဒ္ဒရာကတော့လိမ္မာတဲ့ရင်ကျေးတဲ့မိဘခြေစုကိုလည်းပြန်ဆက်တဲ့ကျွန်ုပ်သမီးလေးနဲ့နေရာချထားပေးခြင်းနဲ့အသက်အရွယ်ကြီးတဲ့အခါမှာသမီးလေးကိုစိတ်ချခြင်းနဲ့ဒါကြောင့်ရွှေစင်ရုပ်တုလေးယူသွားတော့အဲ့ဒီသာဝတိသာလီမောင်ဥဒ္ဒရာအဖေမေတွေကိုပြောပြပါသမီးလေးနဲ့အကြောင်းဆက်ပေါင်းပဲ့လို့ရက်မြတ်တွေရွေးခြင်းနဲ့အောင်သွေတော်တွေမစေလွတ်ဘူးလားသာလီဥဒ္ဒရာတို့သာဝတိအိမ်တော်ကိုရောက်တဲ့အခါမှာအကျိုးကြောင့်တွေပြောပြအောင်သွေတဲ့အခါမှာမိဘတွေကဝမ်းသာကျေနပ်တော်လေသာလီဥဒ္ဒရာကိုခေါ်ပြီးတော့သာလီရဲ့အောင်သွေတဲ့အရေးကိုပြင်သားလေးစိတ်အေးအောင်လက်ခံလိုက်ပါကွယ်မိဘနှစ်ပါးကပြောပြတော်လေရွှေစင်ရုပ်ထုကလေးကိုမောင်ဥဒ္ဒရာကကင်ကြည့်ရင်းနဲ့မြင်သမျှသင်္ခါရတရားရေကဒုက္ခသစ္စာသိတ္တရေပါသစ္စာဖွဲ့မလဲဟောဒီခန္ဓာကြီးရတာဒုက္ခသစ္စာခန္ဓာရတော့အိုနာသိမရှိဘူးလားခန္ဓာရှိတော့အိုနာသိမလွတ်နိုင်အိုနာသိတရားတွေကလည်းရှင်တွဲလို့မလွတ်နိုင်တဲ့ဟောဒီခန္ဓာပါအမေရဲ့မြင်သမျှသင်္ခါရတရားရေကဒုက္ခသစ္စာပါအမေရဲ့အပုပ်ကောင်းကြီးရုပ်ဆောင်ထားတာပါဗျအသွင်ဆောင်နေတဲ့ဘလူမကြီးနဲ့တူပါတယ်ဗျဖေကလှရမှာလဲအမေရွှေစင်နတ်မိမယ်လည်းမဟုတ်ဘူးသားရဲ့အမြင်မှာတော့ဘလူမကြီးပါအမေရဲ့အပုပ်ကောင်းကြီးအယုတ်ဆောင်ထားတယ်လို့ပဲသားမြင်နေတယ်ပြစ်ပြစ်ခါခါပြောတော့အောင်သွေတော်တွေကျေနပ်ပါမလားမကျေနပ်နိုင်ဘူးကွယ်ဒါနဲ့ပဲအစင်မပြေလို့ရာဇကြိုမြို့တော်ကိုပြန်အဖေဖြစ်တဲ့ဝတ္တကာရပုံနာကြီးကိုဖြင့်တော်ဦးတင်လိုက်တာတွေ့ကြသေးတာပေါ့လေအလက်အပြောင်းမှာမနှွေ့နှောင်းနိုင်ခံရမယ်နော်ဥဒ္ဒရာဒါနဲ့ပဲအာဂန္တတွေရံညိုးတွေနဲ့စောင့်ဆိုင်နေကြတယ်ငါသမီးကိုများအပုပ်ကောင်ကြီးလို့ပြောရက်လိုက်တာတိုင်းပြည်ရဲ့အရှင်သခင်ဘုရင်မတပတ်ရွှေစင်တတ်မိမယ်လေးကိုဖြင့်မတူမတန်ဘူးလို့ပြောရက်လိုက်တာကွာအဖေကခြေနှပ်ပါမလားဟိဒါနဲ့ပဲသားလီမောင်ဥဒ္ဒရာလူလောကကြီးကိုညီကိုဆုံးသွားကားဖြင့်ရှင်သာရိပုတ္တရာဓမ္မမှာကိုရင်ကလေးဝလို့ရှင်ဥဒ္ဒရာဖြစ်လာတဲ့ဘသူဖြစ်ဆရာရဲ့ဝတ်တွေကိုခြေတယ်ဆရာကိုပြုစုတယ်စောင့်ရှောက်တယ်တနေ့သောအခါဆရာအရှင်သာရိပုတ္တရာကလေနာယောဂဖြစ်တဲ့ဘာဖြစ်လေနာယောဂဖြစ်ခဲ့ပြီတလွန်ညောင်းဆောင်ပေါ်မှာဘုံကနေလေသွားပြီဆရာဗျာအရင်ဒီလေနာယောဂဖြစ်စဉ်တုန်းကဘယ်စီးတွေတောက်လို့ပျောက်ခဲ့တယ်လဲစတုမရုစားရင်ပျောက်တယ်ကွာဒါဆိုရင်ဘုရားတပည့်တော်စတုမရုစွမ်းကံထွက်ပါမယ်ဗျာကျောင်းတော်မှာချမ်းချမ်းသာသာရှေးဆက်နေတော်မူပါဘုရားတပိတ်တော်လေးကိုကသင်္ကန်းလေးကိုတပ်ပဲစွာယုံ၍ရှင်ဥဒ္ဒရာသာဝတိမြို့အနက်ခြေဆန့်ကစတုမရုဆုံးကံထွက်ခဲ့ပါတဲ့ပါဆုံးကံထွက်ကံဆိုးလို့မောင်ကြတယ်မြို့အနက်ခြေဆန့်စတုမရုဆုံးကံထွက်ခဲ့ပါတော့လေစတုမရုစွမ်းကိုဖြင့်တစွန်းတောင်မှမရပါရဲ့ဗျာစတုမရုစွမ်းရရဲ့မရပါဘူးဒါနဲ့ပဲမဖြစ်ချေဘူးစတုမရုမရရင်လဲဆရာရဲ့လေနာယောဂါကပျောက်မှာမဟုတ်ဘူးသာဝတိမှာမရရင်ဟိုဝေဝေမှာမြင်နေရတဲ့ရာဇကြိုမြို့တော်အတိစွန့်သွားခံမယ်အဲ့ဒီမြို့ကသူ့ရဲ့ရန်သူနယ်မြေသူ့ကိုအာဃာရတွေရန်ညိုးတွေနဲ့စောင့်နေတဲ့နယ်မြေကိုဖြင့်သွားရတော့မယ်စတုမရုစွန့်ကံထွက်
နဗီတော်တို့ရဲ့အလေးမရေကန်ကြီးတကန်ကရှိရဲ့ပါရှိလေအပေါ်ကလည်းပူတယ်အောက်ကလည်းပူတယ်ဆွမ်းကန်ထွက်လာတဲ့ရှင်ဥဒ္ဒရာလေးလေးအပန်းကြီးအမောကြီးရေတောက်မလို့ကံပေါင်းပေါ်မှာတပိတ်ကလေးကိုတင်ကံထဲကိုဆင်းတာရေစက်လေးမှာရေလေးနဲ့မျက်နှာကိုသိရေကလေးနဲ့တောက်တာအပန်းပြေနေကိုင်းမှာဖြင့်ဒီရာဇကြိုမျိုးကဘယင်းဗန္ဒာယရဏရူကြီးကိုခိုးသွားတဲ့တခိုးနောက်ကိုဖြင့်စစ်သည်ဘိုးဘွားတွေကလိုက်ခဲ့ပြီးလိုက်ဟာဝိုင်းဟာနဲ့တခိုးကရှိကားဖြင့်စစ်သည်တော်တွေကနောက်ကလိုက်မလွတ်သားတဲ့အစုံတခိုးဟာလေယရဏရူကြီးကိုဖြင့်ကိုရင်တပိတ်သေးကိုထဲခဲ့တယ်ဘယ်ထဲကိုထဲခဲ့ကိုရင်လေးရဲ့တပိတ်သေးကိုထဲလို့ခြုံွယ်တနည်းအားဖြင့်ပုံရှောင်းကပြေးသွားလို့ွယ်စစ်သည်ဘိုးဘွားတွေလိုက်လာတော့ဟောဒီကံပေါင်းပေါ်တွေ့တဲ့တပိတ်ဖွင့်ကြည့်လိုက်တာဘာတွေ့သွားလဲဘယင်းဗန္ဒာယရဏတို့ကြီးတွေ့လို့ဟောဒီတပိတ်ပိုင်ရှင်ဘသူလဲဟေးလို့ခေါ်လိုက်တာကံထဲကတက်လာတဲ့ကိုရင်လေးဥဒ္ဒရာကိုရင်တပိတ်ပါဗျာဟောကိုရင်တခိုးဟေးကိုရင်တခိုးကမင်းဗန္ဒာယရဏတို့ကြီးကိုကိုးတာကိုရင်တခိုးဟေးလို့ထုကြနှက်ကြဖမ်းကြတတ်ကြပုတ်ကြတာကိုရင်ကလေးကိုဖြင့်လက်ပြန်ကျိုးတုပ်လို့အတ္တမဆွေသွားတယ်ကွရိုက်ကြနှကြလို့ကိုရင်ကလေးရဲ့ဥကောင်းကလည်းကွယ်နေပြီသွေးတွေကလည်းကျန်းနေပြီကိုရင်ကလေးရဲ့အပေါ်ယုံထားတဲ့ဧကတိလေးလည်းသွေးစွန်သွားပြီသွေးတွေမစွန်သွားဘူးလားသွေးတွေစွန်လို့သွေးတွေကလည်းဟောဒီခန္ဓာကိုယ်နဲ့ခြောက်ပြီးတော့ကတ်နေတယ်ကိုရင်လေးကိုအတ္တမဆွဲသွားကြတာကိုရင်တခိုးတဲ့ကွာကိုရင်တခိုးတဲ့ကွာဝတ္တကာရပုံနာကြီးထံကိုအနံ့ရမယ်လို့ပုံနာရှိရောက်တော့ရွှေနာနှစ်စုပန်းစင်တော်မူပါဗျာဟောဒီရှင်ဥဒ္ဒရာဆိုတာတကြိမ်တခါတော့ငါသာဝတိမြို့ရဲ့တထေသာဘဘုရားအရှင်ရဲ့ရွှေစင်နတ်မိမယ်လေးကိုမတူမတန်ပြောလိုက်တဲ့ပုဂ္ဂိုလ်ပါဗျာအာဂါရရံညိုးတွေမိဟုံဟုံတောက်သွားတယ်ကွယ်ဒါနဲ့ပဲတွေ့ကြသေးတာပေါ့ကွာငါရဲ့သမီးတော်ကိုအဘုတ်ကောင်ကြီးဘလူမာကြီးမတူမတန်ဘူးလို့ပြောတဲ့မောင်ဥဒ္ဒရာကြီးဟဲ့ယနေ့ဘယင်းဗန္ဒာတို့ကြီးခိုးတဲ့ကိုရင်တခိုးကိုတောင်စွဲနှွေမကွယ်မိမှာဖြင့်အဲ့ဒီတောင်ကုန်းပေါ်မှာလက်ဝကခါစဉ်ထင်လို့နေမကွယ်မိဖြင့်သတ်လိုက်ကြပြီတော့တဲ့သေမိတ်မပေးလိုက်ဘူးလားရက်ဆက်ပါတယ်ရံညိုးတွေဖွဲ့ခဲ့ပါတယ်သေမိတ်တွေကိုလည်းပေးလိုက်ပါပြီဒါကြောင့်အာနာဘဂဝသားတွေကကိုရင်လေးကိုတရွတ်တိုက်ဆွဲသွားကြတာသွေးစွန်းနေတဲ့သင်္ကန်းလေးလည်းကျွတ်သွားပြီကိုင်ဆောင်ထားတဲ့တပိတ်လေးလည်းကြာကွယ်သွားပြီသင်္ကန်းတွေလည်းမကျွတ်သွားဘူးအပေါ်ယုံဧကတိလေးလည်းသွေးစွန်းကကျွတ်သွားပြီကိုင်ဆောင်ခဲ့တဲ့တပိတ်ကလေးလည်းကြာလို့ကွယ်ခဲ့ပြီတရွတ်တိုက်ဆွဲခေါ်ကဟိုလဝကကအစဉ်ပေါ်မှာတော့ကိုရင်ကလေးကိုတင်တာဖြင့်အရင်တခိုးတွေတုန်းကလက်နဲ့ချီကိုကျိုးနဲ့တုပ်ပါတယ်အခုတော့ရံညိုးတွေအာဃာရတွေနဲ့ကိုရင်လေးရဲ့ချီနဲ့လက်ကိုတန်မိုးတွေနဲ့ရိုက်ကြပါတယ်လက်ချီကိုဗာနဲ့ရိုက်အရင်တခိုးတွေတုန်းကကျိုးနဲ့တုပ်တယ်အခုတော့အာဃာရတွေရံညိုးတွေချီလိုက်တာကွယ်လက်နဲ့ချီကိုတော့တန်မိုးတွေနဲ့ရိုက်နဲ့ထားကြတယ်ကိုရင်တခိုးလေးဆိုတော့မြို့တွေကအခြားဘာသာဝင်တွေကလည်းကောင်းတယ်ဗုဒ္ဓဘာသာကိုရင်လေးကတခိုးတယ်ကွာဗုဒ္ဓဘာသာကတခိုးတွေကွာနဲ့အာရပါရနဲ့လာပြီးတော့ကြည်ကြတဲ့ဘာသာကြားတွေကလည်းဖြစ်ပြန်မကြစီကားနေတယ်ဩတို့ကိုရင်လေးကတခိုးတယ်ဟေးမဖြစ်တန်ဘူးတဲ့နော်အဓမ္မခံခေါ်တာပဲဖြစ်လိမ့်မယ်အဓမ္မရိုက်နေတာပဲဖြစ်လိမ့်မယ်ဝန်းနဲ့ကြည်ခွေးစွာလာရောက်ကြည့်ရှုကြတဲ့ဘုရားဘာသာဝင်တွေကလည်းတောင်စွဲနေမကွယ်မီသုတ္တကုန်းတောင်ကုန်းမှာဖြင့်ကြက်ပြန်မကြစီကားလို့နေခဲ့ပါတဲ့ကွယ်ဒီအချိန်မှာကိုရင်လေးရဲ့အမေလေးမျက်စိတွေကလည်းပုံနေနားတွေကလည်းတိုင်းနေပြီခါးတွေကလည်းကိုင်းနေပြီတောင်ဝေးလေးကိုအမေပြုတ်လို့သားရဲ့စွန့်ခံကြီးရောက်တာတော့မှခါကြောင့်စွန့်ခံမလာတာလေကွယ်ကျောင်းမမြတ်နေမကောင်းလို့လားသားရဲ့စွန့်ခံကြွရင်နဲ့မြန်တာမူလဲနေသလားဒီအချိန်ဆိုအိမ်ကိုစွန့်ခံကြွနေတဲ့အချိန်အမေလေးကိုရင်ကြိုက်တတ်တဲ့စွန့်ရင်တွေကိုချက်ပြုတ်လို့သားလေးအတွက်စောင့်ဆိုင်နေတာအချိန်လေးလည်းလင့်ခဲ့ပါပြီသားရဲ့သားပြောက်ကိုရှာဖို့အတွက်
တောင်ဝေးလေးကိုထောက်ခါနဲ့သားကိုရင်ရှိတဲ့ကြောင်းတော်ကိုတရင်သမီးသွားပန်တော့လေကိုရင်ဆွမ်းကန်ကြွသွားတဲ့ကိုရင်ဆွမ်းကန်ပြန်မဝင်သေးဘူးလို့ကြားလိုက်ပါပြီ။ဩဘယ်များရောက်တယ်လဲသားရဲ့ဒါနဲ့ပဲသာဝတိမြို့အနှံ့ခြေစမ်းလို့အမေအိုကြီးဒုက္ခလေးတောက်ကသားပြောက်ကိုရှာပြန်တော့လေကိုရင်ကိုမတွေ့နိုင်တွေ့သလားဟိဒါနဲ့ပဲရာဇဂိုမြို့တော်ဒီအမေရှာခဲ့တယ်ဝေကတောင်ကုန်လေးမှာကလေလူအုပ်ကြီးကများလိုက်တာအဲ့ဒီလူအုပ်ကြီးရမှာသာကိုရင်ပြောက်ကိုသွားမေးရင်တော့တယောက်ရောက်တော့တွေ့ကောင်းပါရဲ့ခွဲတယောက်ရောက်တော့တီကောင်းပါရဲ့ခွဲအမေလေးဒုက္ခလေးကိုတောက်ကခါကလေးကိုင်းနေတော့လေကွယ်ဟိုဝေးကမတ်တက်ရက်နေတဲ့လူအုပ်ကြီးကိုကြော်ပြီးတော့အမေမမြင်နိုင်ဘူးဒါနဲ့ပဲပြိဿတို့အမေဟာတွေ့သမျှမြင်သမျှပြိဿတွေကိုသာကိုရင်ကိုတွေ့သလားကွယ်ကိုရင်ကလေးမောင်ဥဒရာကိုတွေ့မိသလားကွယ်လူမေးပါတော့လေရာဇဂိုမြို့သားတွေကကိုရင်လေးကိုမသိဘူးတဲ့သိပါမလားဟိဒါနဲ့ပဲလူအုပ်ကြီးကြမှာဒုက္ခဝိခွာနဲ့ဒုက္ခလေးကိုအမိပြုသားပြောက်ကိုရင်ကိုရှာနေတဲ့ကိုရင်ရဲ့ဝိမိမိတယကမကြီးရဲ့ဘဝဖြစ်စဉ်ကတော့ကွယ်ခါကကုန်နေလို့ဟိုမတ်တရက်နေတဲ့အရက်ရှိတဲ့ပုဂ္ဂိုလ်တွေရှိမှကနေလို့လက်ဝကသာစင်ဘောကသာကိုရင်ကိုတော့မမြင်နိုင်မျက်စိတွေကလည်းမှုန်နေတော့ကိုရင်လေးကိုမြင်ပါမလားလက်ဝကသာစင်ဘောကသာကိုရင်လေးကလည်းမျက်ရည်တွေကျနေပြီတနေ့လုံးနေပူထဲမှာအချောင်းလန်းတယ်လို့နေရလို့မျက်စိတွေဝေဝါကပရိသတ်အကြာကအမေအိုကြီးကိုလည်းသာကတော့မမြင်နိုင်သားကလည်းအမေကိုမမြင်အမေကလည်းသားကိုမမြင်တဲ့သာသမီတို့ရဲ့ဒုက္ခကတော့ကွယ်သားပြောက်ကိုရှာရင်နဲ့ကိုရင်လေးကလေလက်ဝကကားစင်ဘောကနေဩတောင်းဆွေကလည်းဒီကွယ်တော့မေငါကိုနေမကွယ်မီတတ်ကြမလို့တဲ့ဟိုရောက်လာကြတဲ့ဗုဒ္ဓဘာသာဝင်မင်းပရိသတ်တို့ရေကိုရင်တကူမဟုတ်ပါဘူးဗျာကိုရင်မင်းဗနာယရနာတို့ကြီးကိုခိုးတဲ့ကိုရင်တကူမဟုတ်ပါဘူးဗျာဆရာသမားလေးလိနာယောဂဖြစ်လို့စတုမရုစွမ်းရအောင်ဆုံးကထွက်ရင်နဲ့သာဝတိမမရလို့ရာဇဂိုမြို့ဒီဆုံးကကြွလာတာပါဗျာလက်ကူလက်ကံရည်ပြမဖြစ်ကိုရင်ရဲ့ဟောဒီတပိတ်တဲကိုတကူကခန္ဓာယရနာရုပ်တည်သွားလို့ကိုရင်ဆွဲခံရတာပါဗျာဒါကြောင့်အခုချိန်ဆိုရင်ကိုရင်ရဲ့မွေးမေမေယဟန်ဒါယကမကြီးကတော့ကိုရင်ပြောက်ကိုရှာနေတော့မယ်ဒါကြောင့်အမိလာရင်လေအမေရောက်လာမယ်ဆိုရင်တော့ဟောဒီရှိမှရှိနေတဲ့ကိုရင်ဝတ်ခဲ့တဲ့သွေးဆိုးနေတဲ့သင်္ကန်းရဲ့ကိုရင်ကင်ဆောင်ခဲ့တဲ့ကွဲနေတဲ့တပိတ်ကလေးရဲ့မြန်ယူပြီးတော့အမေကိုပြလိုက်ကြစမ်းပါအမေကိုပြောလိုက်ကြစမ်းပါစီဝရံပရမရာယတတိထာမမတရပသိတဝတဝေဟတုသိဋ္ဌတုစရစေတိယံဘဝတော်လဝကကားစဉ်ကိုအနှင်ကမကြောက်တမ်းစုံစမ်းရရောက်လာကြတဲ့အိုမင်းပရိသတ်ကောင်းသူတော်ကောင်းတို့စီဝရေသသွေးပြိုင်ဆိုကဆွေပါသဖြင့်ငိုဝဲနဲ့အခါခါဒီတဝါသာဆင်မြင်ရပါသေးတဲ့သင်္ကန်းလို့ခေါ်တဲ့အဲ့ဒီရှိကကိုရင်ဧကတိလေးကို၎င်းပရိသတ်တို့ရဲ့ကိုရင်ဝတ်ခဲ့တဲ့သင်္ကန်းလေးဟောဒီတဝါဟောဒီသင်္ကန်းကိုရင်ဝတ်ခဲ့တယ်အခုတော့တူကြနှစ်ကြရိုက်ကြပုတ်ကြတတ်ကြလို့ကိုရင်လေးရဲ့ဥကောင်းလေးကိုယ်လိုသွေးတွေကြကဒီဧကတိလေးသွေးစွန်းနေပြီကွယ်သွေးစွန်းတဲ့သင်္ကန်းလေးလည်းအဲ့ဒီရှိမှရှိနေတယ်သင်္ကန်းတော်လေးကိုလည်းမြန်ယူလိုက်ကြပါကွယ်ပတ္တိဇသူနဲ့ငါသာတို့မှအသက်မွေးရပါရဲ့ဤလူဘုံဝဲတဲ့အခုတော့အတူဆုံးငါအတူခွဲရတော့မယ်တဲ့အဖုံးတခြားအိုတခြားကွဲနေတဲ့အိုညုံမောင်မဲ့ချေရှင်နာမှရှိနေတဲ့ကိုရင်တပိတ်တော်လေးကို၎င်းကိုရင်ကိုယ်တိုင်လေဒီတပိတ်လေးကိုအမိပြုတပိတ်တော်လေးကိုအဖော်ပြုလို့စွန့်ခံစားခဲ့ရတယ်ဗျာအခုတော့ရိုက်ကြနှစ်ကြတူကြပုံကြတတ်ကြဆွဲကြတဲ့အတွက်ကိုရင်တပိတ်လေးလည်းလွတ်ကြလို့ခွဲနေပြီခင်ဗျာကိုယ်နေတဲ့တပိတ်ကလေးကိုလည်းမြန်ယူလိုက်ကြပါဗျာအာဒါယ
မြန်မြန်လေးယူဆောင်ပြီး၍မာတရမွေရမြေတနေချစီကမေဘွားလို့ခေါ်တဲ့ကိုရဲ့မွေးမေမေတယကမကြီးကိုရဲ့အမေလေးယခုလောက်ဆိုရင်သားပြောက်ကိုရှာနေလောက်ပြီအမေများဟောဒီလူအုပ်ကြီးရတဲ့ကိုရောက်လာခဲ့မဲ့ဆိုရင်ကိုရင်လေးကိုလည်းဒီသတ်ကုန်းမှာသတ်ပြီးပြီဆိုရင်တော့အမေကိုပြောလိုက်ပါဒီတောင်းကုန်းဟာသင်သားကိုရင်ကိုတတ်လိုက်တဲ့တောင်းကုန်းသင်သားတော့သိပြီဒီမကြီးရှင်သားဝတ်ခဲ့တဲ့သင်ကသင်သားတိုင်ဆောင်ခဲ့တဲ့တပိတ်လေးကိုသာချီပြီးတော့သင်သားအမတ်နဲ့သောကတွေပြေပြောက်ပြီးတော့လို့ပြောလိုက်ကြစမ်းပါအဲ့ဒီလိုမာတရမွေးရမြေတနဲ့ချာစီကမေဘွားလို့ခေါ်တဲ့ကိုရင်မွေးမိမိတာယကမကြီးကိုတတိချာနှလုံးတွေအမှန်မိမိပြီးတော့မနေလိုက်ကြပါနဲ့တွေ့ချင်းပဲသင်္ကန်းနဲ့တပိတ်ကျော်လေးကိုပြလိုက်ကြစမ်းပါခမညာတန်တူကိုရင်ပေးလိုက်တဲ့သင်္ကန်းနဲ့တပိတ်ကျော်လေးကိုအမေဟာကြည်ပြီးတော့ဩငါသားရဲ့သားမရှိပြီမဲ့သားကိုရင်ဝတ်ခဲ့တဲ့သင်္ကန်းသားကိုရင်သုံးဆောင်ခဲ့တဲ့တပိတ်ကျော်လေးကိုသားအမတ်နဲ့ခင်ဟာကအမေလေးတွေ့ရင်သိမြင်သွားမယ်ဆိုရင်ဝိဟင်ရတူအမေရဲ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့သောကပရိဒီဝရီလေနေတော့သက်သာရရာကောင်းပါရဲ့အမေရဲ့စရစေတိယံကြွားရောက်လာကြတဲ့အိုဗုဒ္ဓဘာသာဝင်ပရိသတ်တို့ရေကိုရင်လေးနောက်ဆုံးအချိန်ရောက်တော့မယ်ဗျာနောက်ဆုံးအချိန်ကိုရောက်တော့မယ်ကိုရင်လေးရဲ့ဘဝတခုတော့တောင်းဆိုရစေဗျာသဗ္ဗစေတိယံတကွန်တိုင်းရွှေကုတ်ကားရဲ့နဲ့မုတ်လေးပါးရဲ့ကတလူလူအရှိကိုတခါလျှောက်ပါလို့အနောက်ကိုတဲ့တခါမြော့ခုရတဲ့သူတွေအမြလို့အခါကသွန်ရအောင်ဟောဒီတောင်ကုန်းကမှုလေးပေါ်မှာကိုရင်လေးကိုရည်မှန်းလို့နွမ်းစီတော်လေးကိုတဲ့ပြိတ္တတွေကိုကိုရင်လေးကတောင်းဆိုတယ်ဗျာတကြက်တယ်ဗျာနေမြမစုကုသိုလ်တွေပါဝင်ကြပါဗျာကိုရင်ကလေးဖြေသွားတဲ့နောက်ပိုင်းကိုရင်လေးကိုရရဆက်ဟောဒီသူတကုန်းမှာတပ်ပြီးတဲ့နောက်ပိုင်းမှာဒီတိုင်းပြစ်မထားနဲ့နော်ကိုရင်လေးကိုမှန်းစာတတိယလို့တကြက်တဗျာနေမြမစုကုသိုလ်တွေစုပေါင်းလို့ကုန်းကမှုပေါ်မှာထုံကျူလွမ်းစီဒီလေးတည်ပြီးပါပါစီဒီလေးလွမ်းစီဒီလေးတည်ပြီးပါကိုရဲ့အတွက်ညီမလို့လွမ်းစီဒီလေးကိုဖြင့်တည်ပြီးကြစမ်းပါဗျာသဗ္ဗစီတိညာတကွန်တိုင်းရွှေကုတ်ကရေနဲ့မုံလေးပါရေကတလူလူအရှိကိုတခါလျှောက်ပါလို့အနောက်ကိုတဲ့တခါမျိုးဟူရတဲ့သူတွေအမြလို့အခါကသွန်ရအောင်ဟောဒီကုန်းကပူမှာထုံပြူနဲ့ကုန်းကပူဘောကလွမ်းစီဒီလေးကိုတိဋ္ဌံလူတပြက်နေမြမစုကုသိုလ်တွေပါဝင်၍ကောင်းစွာမသွေတိထာကိုဝေနိုင်ကြပါစေကုန်သတည်းပါစီရီတေပေးရမှာလဲလွမ်းစီတီတေပေးရမယ်ကိုရင်လေးကတော့တောင်းဆိုနေပြီအမေကလည်းသားကိုမမြင်နိုင်သားကလည်းအမေရောက်နေတာကိုမသိနိုင်ကိုရင်လေးပြောသမျှကိုလည်းနားရီထိုင်နေတဲ့အမေကိုကြီးမကြားနိုင်ကိုရင်လေးရဲ့အပြစ်ဆိုးတဲ့လဝကကားစင်ဘောကပြစ်စင်ကိုလည်းမျက်စိတွေမှုံမိုက်တုံထိုင်နေတဲ့အတွက်အမေမမြင်နိုင်ပါမလားအကံကိုလည်းမချမ်းနိုင်ဘဝပြစ်ဆိုးကိုလည်းမမြင်နိုင်တဲ့အမေရဲ့ဘဝဟာပြင်းဒုက္ခလေးတောက်ကရှာရင်နဲ့မိုးလို့ွယ်တဏှာမှာအမေနာနေတယ်ဒါနဲ့ပဲကိုရင်လေးဟာလေနောက်ဆုံးအချိန်ကိုစောင့်ဆိုင်ရင်နဲ့သာဝတိစေတဝန်ချောင်းတော်ကြီးကမြတ်စွာဘုရားကရွှေညံတော်ကွန်ရကြီးဖြန့်ကျက်လိုက်တာသားလေးရှင်ဥဒ္ဒရာကိုမြင်တော်မူတယ်ဘသူကိုမြင်ရှင်ဥဒ္ဒရာကိုမြင်တော်မူလို့သူတကုံရှိရရက်ကိုမြတ်စွာဘုရားကြွတော်မူခဲ့လို့ရှင်ဥဒ္ဒရာလေးရဲ့မေးကလေးကိုကိုင်ပြီးတော့မျက်နာကလေးမော့ကြည့်လိုက်တဲ့အခါမှာမျက်ရည်ကလေးတွေလည်းကျနေတယ်မျက်ရည်လေးတွေပြန်စီးကျနေပြီချစ်သားရှင်ဥဒ္ဒရာရေသာဘုရားသာရဲ့ရှင်ဥဒ္ဒရာရေသာလေးရဲ့သာဘုရားရှေတော်မောက်ကိုရောက်လာပြီ
ရွှေညံတော်ကိုရတော်မှာသားကလေးကိုမြင်ခဲ့ပြီဒါကြောင့်သားကလေးရဲ့ဘဘရတော်သားရဲ့ရှိတော်မောက်ကိုအရောက်ချွမ်းမြန်းလို့လာခဲ့ပြီဘဘရကိုပူမျောစံမလာဘဘရမျက်စိတွေလည်းမုံဝါနေတဲ့အတွက်မြတ်စွာဘုရားကိုလည်းသဲသဲကွယ်ပဲဖူးမဝနိုင်ပါဘူးဗျာလက်မှာတံမိုးတွေနဲ့ရိုက်ထားတဲ့အတွက်ဟောဒီမြတ်စွာဘုရားရှင်တော်မြတ်ကြီးကိုဖြင့်တပည့်တော်လက်အုပ်လည်းမချီနိုင်တော့ဘူးဗျာချက်သားမျက်ရည်တွေမကြပါနဲ့ကွယ်ဟောဒီခန္ဓာရှိလို့ဘုနာသေးမလွတ်နိုင်တာခန္ဓာရှိလို့ခန္ဓာဒုက္ခတွေရတာချက်သားရဲ့ဒါကြောင့်သင့်တဲ့ရဲ့ရှင်မှာရိုက်နေထားတဲ့တန်မိုးတန်ရာတန်ချက်တွေကိုဖြင့်ဝေဒနာရှုလိုက်ပါဘာရှုရမလဲဝေဒနာရှုရပါအာစီရဝတ္တအယံကာယောပတဝိအတိပတတိအာစီရဝတ္တအယံကာယောဟောဒီအပုပ်ကောင်အယုတ်ဆောင်ထားတဲ့ခန္ဓာကိုယ်ကြီးဟာဖြင့်အာစီရဝတ္တမကြာမြင့်သောအချိန်ကာလအတွင်းမှာပဲမကြာမြင့်ပြီအာစီရဝတ္တအယံကာယောပတဝိအတိပတတိလူသေးမြုပ်နှံမြေသုတ်တန်ကိုဖြင့်ဧကမသွေစွန့်ပြရမယ်ချက်သားရဲ့ရထားတဲ့ခန္ဓာကိုယ်ကြီးကမမြဲဘူးဒီခန္ဓာရှိရင်အိုးနာသေးကမလွတ်နိုင်ဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကိုဖြင့်လူသေးမြုပ်နှံမြေသုတ်တန်ကိုဖြင့်စွန့်ပြရလိမ့်မယ်ချက်သားရဲ့လို့ဝေဒနာကိုရှုခိုင်းတယ်ဟဲ့ဘာကိုရှုခိုင်းလဲဝေဒနာကိုရှုလိုက်ပါချက်သားရဲ့ဝေဒနာကိုပြတ်အောင်ရှုလိုက်ပါဝေဒနာကိုမုံအောင်ရှုလိုက်ပါဤခန္ဓာကိုဆုံးအောင်ရှုလိုက်ပါဒါကြောင့်ဝေဒနာကိုမုံပါဝေဒနာတွေချုပ်မှဝေဒနာဏီရောတဏှာဏီရောဝေဒနာချုပ်ရင်တဏှာမချုပ်ဘူးလားဟဲ့ဝေဒနာပစ္စယတဏှာဝေဒနာချုပ်အောင်မယုံမဲ့ဟောဒီခန္ဓာအပြစ်မုံအောင်မရှုဘဲနဲ့ခန္ဓာကိုတွေ့တာနေသမျှတော့ခန္ဓာကိုနှစ်သက်ရင်မြတ်လို့ရဲ့လောဘဖြစ်တယ်လောဘမဖြစ်ဘူးလားလိုချင်တဲ့နှစ်သက်တယ်ဆိုတာလောဘတဏှာရှိပါသောကြောင့်ဝေဒနာပစ္စယဘာဖြစ်မဲ့တဏှာရှိမှတဏှာရှိတဲ့သသားရဲ့ဒါကြောင့်ဒီနေရာမှာပဲဝေဒနာအဖြစ်တွေကိုစုံဘဝတွေကိုမုံအောင်ခန္ဓာကိုမုံအောင်ဆုံးအောင်သင်္ချတာကျူးလိုက်မယ်ဆိုရင်ဝေဒနာချုပ်တော့ရှေ့ကတဏှာလည်းချုပ်သွားပါဖြင့်ပဋိစ္စသမုပ္ပါသင်ထွက်လန်းကိုရောက်ပါလိမ့်မယ်ကွယ်ဘုရားမြတ်စွာဘုရားပဋိစ္စသမုပ္ပါတရားမပြဘူးလားအဲ့ဒီလိုတရားတွေကိုဝေဒနာကိုဉာဏ်နဲ့တင်ဉာဏ်နဲ့ရှင်းပြီးရှုမှတ်လိုက်တာကွယ်နဝကကားစဉ်ပေါ်မှာပဲယဟန္တာဖြစ်သွားတဲ့ဘာဖြစ်သွားယဟန္တာဖြစ်သွားခဲ့ပါပြီကဲဆိုကိုယ်ကာယကံရဲ့ကိုယ်စီပြန်တယ်ကိုယ်ဝစီကံရဲ့ကိုယ်စီကိုတော့ပြန်ခဲ့တယ်ကိုယ်ပြုတဲ့မနောကံလေးကကိုယ်သဘောပဲမှန်ခဲ့တယ်တတ္တဝါသူများတို့ယူညာတဲ့ခန္ဓာသွဲပဲ့တင်သာအမှန်ပဲရဲ့လို့တတန်နေပဲဒူလာပါတော့တယ်လူတယောက်ကဟဲ့လို့អော်လိုက်ရင်ကိုអော်တဲ့ဟဲ့ဆိုတဲ့အတန်ကိုကိုယ်တိုင်ပြန်မကြားရဘူးလားအဲ့ဒီပဲ့တင်တဲ့ဒီကိုယ်တိုင်ပြန်ကြားရသလိုကိုယ်တိုင်ကကောင်းတာလုပ်ရင်ကောင်းကျိုးတွေကိုကိုခံရမယ်ကိုဆံရမယ်မကောင်းတဲ့အကျိုးတွေကိုတော့ပြုလုပ်မယ်ဆိုရင်ဒီမကောင်းကျိုးတွေကိုကိုယ်ပဲခံရမယ်ကိုယ်ပဲဆံစားရပါလိမ့်မယ်မှန်ရလားဟိဒါကြောင့်အကြောင်းကောင်းရင်အကြောင်းဆိုရင်အကျိုးဆိုခဲ့ပြီဒါကြောင့်ရှင်ဥဒ္ဒရလေတော့ယဟန္တာဖြစ်တဲ့အခါမှာတန်မိုးတွေကကျွတ်ပြီးတော့ကောင်းမင်းကိုဇန်နဲ့တက်သွားတယ်ဝါကွန်လေးကြလာလို့တပြေးပြေးဆင်းသက်လာခဲ့တယ်ဝါကွန်လေးကြလို့တပြေးပြေးဆင်းသက်လာမြတ်စွာဘုရားကိုလက်အုပ်ချီပြီးတော့မှန်လားပါဘုရားဘုရားတပည့်တော်ဟာဟောဒီသာဝတိမြို့တော်ကြီးမှာချမ်းသာတဲ့မိသားစုမှလည်းဖြစ်ခဲ့ပါတယ်ဗျာမြင့်မြတ်တဲ့လူဘဝကိုလည်းရခဲ့တယ်ဗျာမြင့်မြတ်တဲ့ရှင်သာမဏေဘဝကိုလည်းတပည့်တော်ရခဲ့ပါတယ်ဗျာဒီလိုအကြောင်းကောင်းငယ်တာကရှေ့ဘဝတွေတုန်းကဘယ်ကုသိုလ်တွေပြုလုပ်ခဲ့ပါသလဲဗျာတပည့်တော်လေကိုရင်လေးဘဝနဲ့
တကိုးတကိုးရေလို့ဆွဆွဲခံရတယ်အဓမ္မရိုက်နဲ့ပန်းစည်းခံရတယ်အဓမ္မသမုတ်ခံခဲ့ရတဲ့ဘုရားအဲ့ဒီမကောင်းကျိုးတွေကရှေ့ရခင်ဘဝတွေကဘယ်လိုအကျိုးဆက်မကောင်းခဲ့တာလေဘုရားမြတ်စွာဘုရားကိုလျှောက်လို့တို့ဘုရားကချက်သားမောင်ဥဒ္ဒရနားထောင်ွယ်သင်တို့မိသားစုဟာဟိုရခင်ဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်တဲ့အခါတုန်းကဇောကြီးမျိုးမှဖြစ်ခဲ့တယ်ဘယ်မျိုးမှဖြစ်ဇောကြီးမျိုးမှဖြစ်ခဲ့တယ်ဟိမွန်တာတော်ကြီးထဲမှာလေသွာလာလှူရှားပျော်ပါနေတဲ့ခဏိမှာမဟာလေကားပန်း၃ဝင်းကိုရခဲ့တယ်ထူးထူးခြားခြားမှာလေကားပန်း၃ဝင်းရလို့ပဒုမုဒ္ဒရာမြတ်စွာဘုရားကိုဇောကြီးမိသားစုကပန်းလူခဲ့တယ်ပါလူပဲအဲ့ဒီပန်းလူရတဲ့အကျိုးကြောင့်ယခုဘဝမှာသင်တို့မိသားစုသာဝတ္တိမြို့တော်ကြီးမှာချမ်းချမ်းသာသာချမ်းချမ်းမာမာနဲ့လူသားမိသားစုတွေဖြစ်ကြတယ်မြင့်မြတ်တဲ့လူဘဝကိုရခဲ့တဲ့သင်လေမြင့်မြတ်တဲ့ရှင်ဘဝကိုရခဲ့တယ်အဲ့ဒီလိုအကြောင်းကောင်းတဲ့ပန်းလူတဲ့အကျိုးကြောင့်အကျိုးဆက်ကောင်းတာတွေစံစားရတာဖြစ်တယ်ကွယ်အကြောင်းဆိုးတာကတော့အမေဖြစ်တဲ့ဇော်ကြီးမိခင်ကြီးကမင်းသားလေးဖြစ်တဲ့ဇော်ကြီးသားလေးကိုစိတ်မချဘူးသားကလေးရဲ့အမေရဲ့မျက်စိအောက်ကတဘွားမှအပြောက်မခံနိုင်ဘူးကွယ်ညင်းတဲ့တကောင်လေးမလဲနဲ့တော့အမေရဲ့ရင်ဝင်ရိတ်ကလည်းခွဲမထွက်နဲ့တော့သားကလေးကိုလိမ်မာစေခြင်းလို့အမေဇော်ကြီးမိခင်ကြီးဟာတတိုးတိုးတဘွားဘွားနဲ့ဆုံးမာတဲ့အခါမှာမင်းသားဇော်ကြီးလေးကလေအတော်ရှာကြောရှိတဲ့အာကြီးအဲ့ဒီရှည်တဲ့ရှာကိုဆွဲတုပ်ပြီးတော့ငရုတ်သီးတည်တာနဲ့ထိုးပေါက်ထားလိုက်ခြင်းတယ်လို့မင်းကိုယ်တိုင်အမေကိုစော်ကားခဲ့တယ်အမေကိုပြမခဲ့တယ်အမေကိုဟောဒီဝစီကနှုတ်နဲ့ပြမခဲ့တယ်မကောင်းကြိုးကြောင့်အကြောင်းမကောင်းတာကိုမင်းကိုယ်တိုင်လုပ်ခဲ့တဲ့အတွက်ယနေ့တော့မကောင်းကျိုးတွေကိုမင်းခံစားရတာအမေရဲ့ရှာကိုဆွဲထုတ်တန်မိုးတွေနဲ့အစူးကျွန်းလေးနဲ့တိုးပေါက်မယုတ်ပြီးတည်တယ်နဲ့တိုးနဲ့ထားမယ်ဆိုတဲ့ဝစီကအပြစ်ကျွေးတွေကြောင့်ယခုဘဝမှာမင်းရဲ့လက်မင်းရဲ့ခြေကိုတန်မိုးတွေနဲ့ပြန်ရိုက်ခံရတာချက်သားရဲ့ဒီအပြစ်ကျွေးတွေကယဟန္တာဖြစ်တာတော့မှလွတ်ရလားဟိမလွတ်ဘူးဆိုတော့တို့ဒီပုရုဇဉ်လူသားတွေလွတ်ပါမလားအလုံးပုရုဇဉ်လူသားတွေဖြစ်နေတဲ့ဟိုမှာယဟန္တာဖြစ်တဲ့အကြောင်းဥပနိဒယကောင်းရှိတဲ့ရှင်ဥဒ္ဒရလေးတော်မှလွတ်ရလားဟိယဟန္တာဖြစ်တတ်တဲ့အကြောင်းကောင်းတွေရှိတဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်မြတ်တော်မှအမေကိုပြမရင်အမေကိုစော်ကားရင်မလွတ်ဘူးဆိုတော့ကွယ်တို့ညီလေးတွေညီမလေးတွေပုရုဇဉ်လူသားတွေလူရိုးထုံးစံရှိပါမလားအေးဒါကြောင့်အရေးကြီးတဲ့အချိန်ရောက်နေပါပြီမိမိရဲ့အိမ်ရဲ့ဘုရားနတ်စုနဲ့တူတဲ့မိခင်ဖခင်ယေရှုရှင်တွေရဲ့ဂုဏ်ကျေးဇူးတွေကိုမှဒီအရွယ်ရောက်တဲ့မသိကြသေးဘူးဆိုရင်တော့နောင်ရောသိပါမလားဟိအေးဘုံဘုံတရားကိုနာပြီးတဲ့အချိန်ကစမိဘယေရှုတွေကိုတန်ဖိုးရှိရှိတန်ဖိုးသိသိနားလည်နိုင်ပါစေလို့ဒီတရားလေးရွေးထုတ်ဟောခြင်းဖြစ်ပါတယ်ဒါကြောင့်ရှေးဘဝလုံးကမဟာလေကပန်၃ဝင်းတူခဲ့တဲ့အတွေ့တခုလူဘဝကိုမရဘူးလားလူချမ်းသာတွေမဖြစ်ဘူးလားအထက်တန်းကြကြဘဝမြင့်တဲ့လူသားတွေနဲ့သားလေးကိုယ်တိုင်လည်းရှင်းပြုလို့ဒီတရားတွေကိုကိုယ်တိုင်ကျင့်သုံးခွင့်ရသွားပြီအမေကိုရှာကြောရှည်လိုက်တာနော်အမေရဲ့ရှာကိုဆွဲတုပ်ပြီးမယုတ်သီးတည်တံတန်ကြွန်တွေနဲ့ထိုးဖောက်ထားလိုက်ခြင်းတယ်လို့အမေကိုပြစ်မှားမိတဲ့ဝစီကံအာကုသိုလ်လေးကသူ့ရဲ့လက်သူ့ရဲ့ခြေကိုဘာတွေနဲ့အရိုက်ခံသွားရလဲဒါကြောင့်မလပါဘုရားဘုရားတပည့်တော်ဖြစ်စဉ်ကြီးကိုဖြင့်ဘဝမချပဲသိခဲ့ပါပြီဘုရားရှိသောအမေရဲ့ယနေ့ကစလို့ဟောဒီသားတော်မြတ်ဟာအမေရဲ့ကျေးဇူးတွေကိုကြည်အောင်ဆက်နိုင်တဲ့သားကောင်းသားမြတ်ဖြစ်အောင်ကြိုးစားတော်မဲ့အမေရဲ့ကျေးဇူးစက်ခွင့်ပြုပါတော့အမေရဲ့ကိုရင်လေးဥဒ္ဒရမြတ်စွာဘုရားရှေ့မှာလက်အုပ်ချီးပြီးတော့ယနေ့ကစလို့
အမေကိုကျေးဇူးကြည်အောင်ဆက်နိုင်တဲ့သာရုသားမြတ်ဖြစ်အောင်ကြိုးစားတော့မယ်ဗျာယနေ့ကစကျေးဇူးဆက်ခွင့်ပြုပါအမေလို့လက်အုပ်ချီပြီးတော့အာမဘန်းတွေမခံသွားဘူးလားတပည့်တော်လည်းယနေ့ကစလို့မိဘရဲ့ကျေးဇူးတွေကိုကြည်အောင်ဆက်နိုင်တဲ့သားကောင်တစ်ပါးဖြစ်အောင်ကြိုးစားပါတော့မိဖုရားလို့ရှင်ဥဒ္ဒရလေးအာမဘန်းတွေခံတယ်လို့တို့သားလေးတွေသမီးလေးတွေလည်းအာမဘန်းတွေမခံသေးဘူးလားကွယ်သားကောင်သမီးမွန်တွေအဲ့ဒီလို့ဖြစ်အောင်ကြိုးစားနိုင်ကြပါစေရှင်ဥဒ္ဒရလေးကိုအတုယူပြီးတော့သားမြတ်ယဟန်တွေလည်းဖြစ်နိုင်ပါစေသားမြတ်ရှင်သာမဏေတွေလည်းဖြစ်နိုင်ပါသာရုသားမြတ်ယောက်ျားကောင်းတွေသာရုသားမြတ်သမီးမွန်တွေလည်းဖြစ်နိုင်ပါစေလို့တရားကောင်းစဉ်ကပါတယ်လေယေရှုဆက်ခွင့်ပြုပါအမေလို့အလုံးမိဘယေရှုကိုဆက်နိုင်ကြပါစေဒီတရားလေးနဲ့ဓမ္မလက်ဆောင်ပေးလိုက်ပါပြီကွယ်ကဲအလုံးစုမြင့်မိုးတောင်နှင့်မနိုင်ပင်ကြည်ရင်လာတာအမေမြတ်တာစัจ java လာနှင့်မနိုင်ပင်ကြည်ရင်လာတာအမေမြတ်တာသမုဒ္ဒရာနှင့်မနိုင်ပင်ကြည်ရင်လာတာအမေမြတ်တာမြေပထဗျာနှင့်မနိုင်ပင်ကြည်ရင်လာတာအမေမြတ်တာအခြားလားအမေမြတ်တာလားဆက်လို့ကုန်ပါမလားဆက်မယ်ဆိုရင်ရောကြည်ပါမလားအမေမြတ်တာအမေကျေးဇူးမိဘကျေးဇူးကိုကြည်အောင်တရားနဲ့ဆက်ပါဘာနဲ့ဆက်ပစ္စည်းတွေပုံဩပြီးတော့ဆက်ရင်ကြည်ပါမလားဟောဒီရေပြင်ကနေဟိုဗြဟ္မပြည်တိုင်အောင်ပိုင်ဆိုင်သမျှပစ္စည်းတွေပုံဩပြီးတော့အမေကိုကျေးဇူးဆက်မကြည်ဘူးတဲ့ကြည်ပါမလားတရားနဲ့ဆက်မှကြည်မှာတဲ့ဘာနဲ့ဆက်မှလဲယနေ့စေရနာလူငယ်လေးတွေအောင်လံမြို့မှာကျင်းပနေတာဟာအခြားလားတရားပွဲလားအခုလိုတရားတွေနဲ့ကျေးဇူးဆက်တော့မိဘရဲ့ကျေးဇူးကမကြည်သွားဘူးလားစေရနာရှင်ကြီးလေးတွေညီမလေးတွေအားလုံးမိမိတို့ယနေ့ပြုလုပ်တဲ့အထူးတရားပွဲတော်ကြီးဟာမိဘကျေးဇူးဆက်ပွဲတော်ကြီးဆိုရင်ပို့ပြီးတော့မမှန်သွားဘူးလားကွယ်ပစ္စည်းတွေပုံတော်ကျေးဇူးဆက်တော်လည်းမကြည်နိုင်တရားနဲ့ဆက်မှမြတ်စွာဘုရားကကြည်တဲ့လို့မိန့်ကြားတော်မူခြင်းအရာယနေ့တရားပွဲကြီးဟာမိဘကျေးဇူးဆက်ပွဲတော်ကြီးလို့ဆိုရင်ပိုမှန်ပါသောကြောင့်ကဲအားလုံးသံဃာယနာတင်ဖြည်းဖြည်းလေးဆိုမိဘစကားနားထောင်ညာဘုရားကိုလည်းမမေ့နဲ့မိဘစကားနားထောင်ညာတရားကိုလည်းမမေ့နဲ့မိဘစေရနာဆုံးမတာသံဃာကိုလည်းမမေ့နဲ့မိဘကျေးဇူးမြင့်မို့အထုကျေတကွဲ့ဆက်ပါတယ်ယရဏသုံးပါးအမြတ်ထားတရားနဲ့နေခွဲမမေ့နဲ့ပစ္စည်းနဲ့သာပိစပ်တာပေမာလေးခွဲချင်ပါတယ်တရားနဲ့သာပိစပ်တာမန်စွာချစ်တကွယ်သားလေးရဲ့တရားနှင်းသာပိစပ်ပါမန်စွာချစ်တကွယ်သမီးလေးရဲ့မိမိမွေးဖွားသမီးသားမထာတာဝန်ကြည့်ဖို့ကွယ်မိမိမွေးဖွားသမီးသားမထာတာဝန်ကြည့်ဖို့ကွယ်တို့ရဲ့မိမိကျေးဇူးတွေသာရေရုပ်ပွဲမမေ့နဲ့တို့ရဲ့မိမိကျေးဇူးတွေသမီးရေ ရုပ်ွက်မမေ့နဲ့လိမ္မာအောင်နေ
သာလေးရေအမေမွေရကျိုးနှံ့အောင်ွယ်လိမ္မာအောင်နေသမီးလေးရေအမေမွေရကျိုးနှံ့အောင်ွယ်သာရဝတရားကိုချစ်ခင်တရားကိုအနှစ်တင်ဤတရားကိုတော့အပြစ်မမြင်တရားတော်ရဲ့အပေါ်မှာဉာဏ်သက်ဝိညာဉ်ကုန်သောသင်သူတော်ကောင်းအပေါင်းတို့သည်သာတဝောအောင်လံမြို့စေရနာရှင်လူငယ်များရဲ့ဒုတိယအကျဉ်းရောက်ထေရဝါဒအတုဓမ္မသဘင်ကိုအာခဲကရောက်လာကြတဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်ဣမံဓမ္မဒေသနာရှင်တောင်းတသာသနာပြုဆရာတော်ဘုရားဟောကြားချီးမြှင့်လိုက်တဲ့ယေရှုစခွင့်ပြုပါအမေအမိပြုတဲ့ဤတရားဒေသနာတော်ကိုအပမရိနာမမေ့မလျောမပေါ်မဆာအသောတတိတံပစင်တရားဖြင့်တံပါဒိဋ္ဌကောင်းစွာမသွေလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း